ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းလေးများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။နောက်မစင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့နဲ့ဒီနောက်မှာရှိရဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဒါဆိုရင်တော့ပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။ကျုပ်တို့နေတဲ့ထနောင်းကုန်းရဲ့အနောက်ဘက်မှာဘူကုန်းညောင်ဝိုင်းကပလီစုထန်းတော်ကြီးကြီးပင်စုဆိုတဲ့ရွာတွေရှိတယ်ဗျ။အဲ့ရွာတွေကအလဲရိုးမနဲ့ပို့ပြီးတော့နီးတာပေါ့ဗျာ။အဲ့ရွာတွေကကျုပ်တို့ရွာနေတော့နည်းနည်းလှမ်းနေဗျ။ဗန်ပွေးကုန်းတို့မီးလောင်ကုန်းတို့ငွေရင်းကုန်းတို့ကတော့ကတ်လို့လေနည်းနည်းလှမ်းတဲ့ရွာတွေဆိုတော့ကျုပ်လည်းအရောက်ပေါက်နေတယ်။ခင်းတဲ့လူလည်းတိတ်တော့မရှိဘူးဗျ။မရှိဘူးဆိုပေမဲ့အရှင်းမရှိတာတော့မဟုတ်ဘူး။တစ်နှစ်မှ2ယောက်3ယောက်တော့ရှိရဲ့။မမရရနတော်လာတယ်မှာဗျ။ကျုပ်တို့နှမ်းနေပဲတွေတိမ့်မိတာဘာကြသေးလို့တော့အဘရောအမေရောကျုပ်ရောခဏနားနေကြတာဗျကျုပ်ကရေစီတော့တိုက်ရတာပေါ့ဗျာအဘနဲ့အမေကသူတို့ရာထွက်တဲ့စီဦးကိုစက်တမြောင်ကရွာဦးเจ้าဆရာတော်ကိုလှူကျင်ကြတယ်ဆိုလို့မြို့ကိုသင်္ကန်းတစုံလူကြုံနဲ့မှာပြီးတော့စီတပုံသင်္ကန်းတစုံဝိတုငွေနဲ့စက်တမြောင်ကိုတနေ့ရင်လဲမောင်းပြီးတော့လိုက်ပို့ရသေးတယ်ဗျညကလည်းအေးလွန်တော့တိတ်ပြီးတော့အိတ်မပြောပါဘူးခဏခဏနိုးနေရမနေ့ကျတော့အိတ်ဟာထားနောက်ကြတယ်အိမ်ဟာထပြီးရနေမနေ့ကကြံတဲ့ဝက်သားဟင်းနဲ့ထမင်းကျန်းကိုစားလိုက်တယ်။ဘိုက်ကလေးကလည်းပြည့်သွားပြီဆိုတော့အိမ်ရှိတန်းလျားမှာထိုင်ပြီးတော့ငကားစီးပေါ်လိတ်ကလေးကိုဖွာနေရဲ့။အညာသားစီးစိမ်လေးပေါ့ဗျာ။ကိုကြီးတတီဧည့်သည်ပြုကြောက်ခဲရဲ့အတန်းပြဝိုင်းဝါကနေကုန်းអော်နေရ။ကြောက်ခဲလာလေကွာဘသူပါလာလို့တော့ကျုပ်တန်ကြတော့မှကြောက်ခဲရဝင်လာတာ။သူ့နောက်မှာဝါဖက်ခမောက်ကလေးစောင်းပြီးတော့လွယ်အိတ်တစ်လုံးလွယ်ထားတာဘသူလဲမသိဘူးဗျ။ကြောက်ခဲရရှိရဧည့်သည်ကနောက်ကအိမ်ပေါ်ကိုတက်လာကြတယ်။ကိုကြီးတာတီဒီမှာညောင်ဝိုင်းရဧည့်သည်တာတီတို့ဝိုင်းရဘယ်နာတော့လို့မေးတာနဲ့ကျုပ်လိုက်ပို့တာဗျ။ကျုပ်ကြည့်လိုက်ပါတယ်။ပြုံးစားကြီးဆိုတော့ဘသူမှန်းကိုမသိတာ။ဧည့်သည်ကစောင်းထားတဲ့ခမောက်ကိုချွတ်ကရီပြတယ်။ဟာဟဲ့ကောင်ကျွဲသူလာတာလာရတာမင်းရှိမှရှိပါမလားဆိုပြီးတလန်းလုံးစိတ်ပူနေတာကွာတာတီရဲ့ငါရှိပါတယ်ကွာဘဲမှမသွားပါဘူး။ကျွဲသူကတန်းလျားလေးမှာဝင်ထိုင်ပြီးတော့ပြောလိုက်တာပါငါကြားတာမင်းကဆရာသမားတွေနဲ့ဟိုခီးထွက်ဒီခီးထွက်လှုပ်တတ်တယ်ဆိုအေးအဲ့ဒါတော့ဟုတ်တယ်ကွာအခုတလောတော့ဆရာကြီးတွေလည်းဘယ်ဘက်ကိုရောက်နေကြလဲမသိဘူးကျွဲသူရဲ့ငါဘက်ကိုတော့ရောက်မလာတာကြပြီကွာတကယ်တော့ဒီကောင်ကျွဲသူရဲ့နာမည်ကကြော်တန်းပြဒါပေမဲ့ညာဝိုင်းရသူ့ရဲ့တငယ်ချင်းတွေကသူ့ကိုကျွဲသူလို့ပဲခေါ်ကြတယ်ဘာကြောင့်မှန်းတော့ကျုပ်လည်းမသိပါဘူးလူကအသားမဲမဲကင်တူတူဘလောက်ကောင်းကောင်းပြကျွဲပေါက်လေးနဲ့တူလို့ပဲကျွဲတိုးလို့ခေါ်ကြသလားတော့မသိပါဘူးဗျာကျုပ်ကကျွဲတိုးကိုငကားစီးပေါ်လိတ်ကလေးတစ်လိတ်ကိုကမ်းပေးလိုက်တယ်ပြီးတော့ကျုပ်ရဲ့လက်ဆွဲတော့ဓနုဖြူတော်ကြီးရဲ့မိချစ်ကလေးကိုလည်းပေးလိုက်တယ်ကျွဲတိုးကစီးပေါ်လိတ်သမားတွေရဲ့ထုံးစံတိုင်းပေါ့ဗျာစီးလိတ်ထိတ်ကလေးကိုရှေ့သွားလေးနဲ့ထောက်ခနဲ့မြေအောင်ကိုက်ဖြတ်လိုက်တယ်ပြီးတော့ပါဇက်သေးငုံပြီးတော့မှုတ်ထုတ်တယ်ဖင်းစီခန်းကိုလက်ညှိုးကလက်သေးလေးနဲ့ကုပ်ပြီးတော့စေးအမုံမွားလေးတွေထွက်အောင်လုပ်လိုက်တယ်တကယ်တော့ဖင်းစီခန်းမပိတ်အောင်လို့မီခိုးအလိုက်ကောင်းအောင်လို့လုပ်တဲ့သဘောပေါ့ဗျကျုံမီချစ်ကတော့ဝမ်းချစ်ဝမ်းတောက်ပါပဲကျွဲသူကငကားစီးပေါ်လေးကိုမီးညှိပြီးတော့နှစ်ဖွာသုံးဖွာလောက်ရှိုက်ထုတ်ပြလိုက်တယ်ကျုပ်တို့အညာသားတွေကမောလာရင်စိတ်လိတ်ကလေးဖွာလိုက်ရမှအမောပြေရကျွဲသူကိုအကျန်းလေးတည်ထားတော့ဒီကောင်အကျန်းတက်ပကံလေးကောင်းအောင်တောက်လိုက်သေးတယ်ဗျငါတို့ရွာမှာတော့အကြီးအကျယ်ပြဿနာတက်နေပြီတာတီရဲ့ဘလို့ဖြစ်လို့တော့ကွာအေးဒီအကြောင်းပြောရင်အစပြောမှကိုစိတ်ရည်လေမှာတာတီရဲ့ဒါဆိုလဲပြောကွာငါလည်းဘာအလုံးမှရှိတာမဟုတ်ပါဘူးကွာကြောက်ခဲကနောက်ဘက်ဝင်သွားပြီးတော့အမေနဲ့စကားပြောနေတယ်ဗျခဏနေတော့မှပြန်ထွက်လာပြီးတော့ကျုပ်ရဲ့ဘီးမှဝင်ထိုင်တယ်ငါတို့ရွာကိုမင်းလည်းတခါတလေရောက်တာပဲတာတီရဲ့တို့ရွာမင်းတို့ရဲ့ထနောင်းကုန်းလောက်တော့မကြီးပါဘူးဒါပေမဲ့ထနောင်းကုန်းနီးနီးတော့ရှိတာပဲလေကွာငါတို့ရွာရဲ့အနောက်ပိုင်းမှာလူမနေတဲ့ပိုင်ရှင်မဲ့ဝိုင်းတစ်ဝိုင်းရှိရဲ့ကွာဝိုင်းထဲမှာအိမ်လေးတစ်လုံးလေးရှိရဲ့လူမနေတာကြာလာတော့တဝိုင်းလုံးမှာဘီးဆက်ပင်နေမိုးနံခြုံနေနဲ့ခြုံတော်ကြီးလိုဖြစ်နေတဲ့ဝိုင်းပေါ်ကွာပိုင်ရှင်တွေကဘယ်ရောက်ကုန်လို့တော့ကျွဲသူရဲ့တေးကုန်တာကွာအလူသွားကြတာတဲเจ้าကိုဖြက်ကူးနေတော့တောင်ကြရည်တွေကျလာပြီးအကုန်ပါသွားတာအလောင်းတော့ရှာလို့မရတော့အဲ့ကလေးကအဲ့ဝိုင်းမှာလူမနေတော့တာပဲပြစ်ထားတာလေကြပြီကွာဒီလူတွေမှာဆွေမျိုးရဲ့လူလည်းမရှိတော့အမွေခံမဲ့သူကလည်းမရှိဘူးပေါ့ကွာရွာတွေကလူတွေကအဲ့ရဲ့ဝိုင်းရှိကနေဖြတ်လျှောက်တဲ့အခါဝိုင်းထဲကိုဘယ်သူမှလှည့်မကြည့်ရဲကြဘူးကွာ ETP တော်တို့တန်မုတ်တွေတို့ရွတ်ပြီးတော့ရှောက်ကြတာသူတို့မိသားစုအတွက်စိုးနေပါရောတွတ်ကြရဲ့လား
ကျုပ်ကမေးတော့ကျွဲသူကပြောတယ်။ရွာပဲစုပေါင်းပြီးတော့တွတ်ပေးရတာပေါ့ကွာ။အော်စိုးတော့တွတ်တယ်ပေါ့။တွတ်တယ်။အဲ့ဒီဝိုင်းကတော်တော်ဆူဆူဝါ6လက်နေလို့လားကျွဲသူရဲ့။ဟာ6တာပေါ့တာတီရဲ့။ဝိုင်းရှိရဖျက်လျှောက်တဲ့လူတွေကိုလေဝိုင်းထဲမှာကြွေကြနေတဲ့တရက်သီးကင်းလေးတွေနဲ့ပေါက်တဲ့အခါပေါက်တယ်။ဝိုင်းထဲကခြုံတွေကိုလှုပ်ပြတဲ့အခါပြတယ်။တခါတလေလေလူရိတ်လိုရိတ်ခနဲ့ပြေးသွားတာကိုမြင်ကြရတယ်ကွာ။မမျော်လင့်ပဲတည်သွားကြတာဆိုတော့လေကျွတ်ချင်မှကျွတ်ကြတာပေါ့ကွာ။အကုန်မဟုတ်တောင်တယောက်တလေမကျွတ်ဖဲရှိချင်ရှိနေမှာပေါ့။ဒါဆိုရင်မင်းခုငါတို့စီကိုလာတာအဲ့ဒီဝိုင်းထဲကတရေကိစ္စပေါ့။ဟုတ်လားကျွဲသူ။ဟာမဟုတ်ပါဘူး။တရေ6တာများအထူးဆန်းလုပ်ပြီးမင်းစီကိုငါတကူးတကလာပြောနေမှာလားတာတီရဲ့။ဒါဆိုရင်မင်းလာတာတခြားကိစ္စပေါ့။အေးဟုတ်တယ်။ဒီလိုဟဲ့အခုနကပြောတဲ့ဝိုင်းထဲကအိမ်မှာမိမကြီးတယောက်ရောက်လာပြီးနေတယ်ကွာ။ဟင်ဘယ်ကမိမကြီးတော့တတိတော်တော်ကောင်းပါလား။ဘယ်ကမှန်းတော့မသိဘူးကွာ။ငါတို့ရွာကိုဘယ်ချိန်ကရောက်နေမှန်းလဲဘယ်သူမှမသိကြဘူး။မိမကြီးကရုပ်ဆိုးဆိုးကြီးကွာ။တောင်ဝေးကြီးတထောက်ထောက်ပြီးတော့သွားလာနေတာ။နာမည်ကမဲကုံနဲ့ဟိ။ရွာတွေကလူတွေကလည်းသူ့ရဲ့ပုံစံကြီးကိုကြည့်ပြီးကြောက်နေကြတာဆိုတော့သူဘယ်ကလာတာလဲ။အဲ့ဒီအိမ်မှာဘာဖြစ်လို့နေတာတော့ဆိုတာတွေကိုမေးမကြည့်ရဲကြဘူးလေကွာပြီးတော့အဲ့ဒီမိန်းမကြီးကမြောက်ကြီးတကောင်လေးပါလာတယ်ဘာကွာမြောက်ကြီးဟုတ်လားကျွဲသူအေးဟုတ်တယ်မြောက်ကတော်တော်လေးကြီးတယ်ကွာမေကုန်းကြီးရဲ့အိမ်လေးကထွက်လာရင်မြောက်ကလည်းကပ်ပြီးတော့ပါလာတာပဲသူမြောက်ရဲ့နာမည်ကကပ်ပလီတဲ့အော်ကပ်ပလီတဲ့လားဟုတ်တယ်ကွာရွာထဲမှာဟိုပင်ခုံတက်ဒီပင်ခုံတက်လို့ရင်မေကုန်းကြီးကអော်တာကွာဟဲ့ကောင်ကပ်ပလီငိမ့်ငိမ့်လေးစမ်းရွာသားတွေနင့်ကိုမျက်စိနောက်ကုန်လိမ့်မယ်။ရွာသားတွေကလည်းအဲ့လိုအော်တော့သူ့ပုံစံကြီးကိုကြည့်ပြီးစုံမကြီးလားကိုဝေမကြီးလားဆိုပြီးတော့ကြောက်လန့်နေကြတာဟိ။ဒါပေမဲ့တခါတော့ငါတို့ရွာလေးလေးတန်ကြရမဲကုန်းကြီးနဲ့မျက်နှာချင်းဆိုင်တိုးတော့အဖွားဘယ်ကလာတာတော့အဖွားအခုနေတဲ့ဝိုင်ဟာတရေချောက်တယ်လို့ပြောကြတယ်။အဖွားကရောမချောက်ဘူးလား။အဲ့လိုမေးလိုက်ရောတာတီရေ။ဟာအဲ့တော့မဲကုန်းကြီးကဘာပြောတော့ငါဘယ်ကလာတယ်ဆိုတာငါတောင်မသိဘူး။ဒီလိုပဲငါနေကျင်တဲ့ရွာမှာငါဝင်နေတာပဲငါသွားကျင်တဲ့အခါထွက်သွားတာပဲအဲ့ဒီရွာတွေရဲ့နာမည်တွေလည်းငါမသိဘူးငါကပညာကျိုး12ကျိုးတက်တဲ့12ကျိုးပညာတဲ့မဲကုန်းနဲ့ငါနဲ့ငါသားကပ်ပလီနဲ့ဒီရွာမှာနေမယ်ငါနေတဲ့ဝိုင်းရတရေတွေကငါ့ကို6ရဲဖို့နေတသားလှုပ်တောင်းမလှုပ်ရဲကြအောင်ဒါနဲ့အဖွားတက်ကဘယ်လောက်ရှိပြီတော့ရာကြော်သွားတာတော့ကြပြီငါလည်းမမှတ်မိတော့နင်တို့ရွာသားတွေကိုငါပြောချင်တာဒီရွာမှာငါနေတုံးအခိုက်မှာငါဘသူ့ကိုမှဒုက္ခမပေးဘူးငါ့ကိုလည်းဒုက္ခမပေးကြနဲ့ငါ့ကိုဒုက္ခပေးရင်တော့နင်တို့တရွာလုံးကိုကျိန်စာတိုက်ပစ်ခဲ့မယ်ငါကျိန်စာကိုဖြီနိုင်တဲ့သူရှိရင်ဖြီကြအဲ့လိုပြောပြီးတော့ထွက်သွားရောတယ်ဟိနောက်တစ်ခုရှိသေးတယ်ကွာတာတီရဲ့ဟင်ဘာများတော့ကွာကျွဲသူရဲ့မဲကုန်းကြီးရွာတွေကကုံချောက်ဆိုင်တွေမှာဈေးလာဝယ်တယ်ကွာဟာဘာတွေဝယ်ရတော့စီတို့စံတို့ငရုတ်တီးကြက်သွန်စနွေးမုံတို့ပေါ့ကွာထင်းရတော့ဝယ်ဖို့ကိုမလိုတာသူနေတဲ့ဝိုင်းမှာထင်းစင်ကြီးထဲမှာထင်းရအပြည့်ပဲတဲ့ဟိသူ့ဟာသူချက်ပြုတ်စားနေတာအဲ့ဒီအိမ်မှာလည်းအိုးခွက်ပကံအပြည့်စုံပဲလေကွာပြီးတော့သူမွေးထားတဲ့မြောက်ကလည်းလူစကားအကုန်နားလေတာတဲ့ဟိမဲကုန်းကြီးကိုထင်းခွဲပြီးတယ်ခြံစည်းရိုးကရင်းတင်းရွက်တီကိုခူးပေးတယ်တရက်သီးတို့မယန်းသီးတို့လည်းတက်ခူးပေးတယ်တဲ့မဲကုန်းကြီးမှာလည်းငွေတော်တော်များများရှိတဲ့ပုံပဲကွာတခါရွာထဲကနေထွက်လာပြီးတော့ကြက်ရောင်းတဲ့ဖိုးကလားတို့ရဲ့အိမ်မှာကြက်တကောင်ပေးပါဆိုပြီးတော့ကြက်ကိုလဝယ်တယ်ကွာရွာထဲမှာဝက်သားစုံသားတွေဘာတွေရရင်လဲမဲကုန်းကြီးကဘလို့လို့သိလဲတော့မသိဘူးကွာရောက်လာပြီးတော့လဝယ်တာငါ6တဲတွေလာပြီဆိုရင်လည်းရောက်လာပြီးတော့ဝယ်တာပဲကွာသူ့မှာငွေကြေးပြည့်စုံလို့နေမှာပေါ့ကျွဲသူရဲ့အေးငါတို့ရွာသားတွေလည်းအစမင်းလိုပဲထင်ကြတာပေါ့ကွာမဟုတ်ဘူးလားသူ့မှာငွေကြေးပြည့်စုံလို့ဘာလုံးမမလုပ်ပဲဝယ်နိုင်ချမ်းနိုင်တာပေါ့ကွာမဟုတ်ဘူးတာတီမဲကုန်းကြီးကပညာတဲ့ကြီးကွာသူ့မှာငွေပြန်အတက်ရှိတယ်သူဝယ်တဲ့ချမ်းတဲ့ငွေတွေကသူ့စီကိုအလိုလိုပြန်ရောက်သွားတဲ့ပုံရတယ်ကွာဟေးဟုတ်လို့လားမင်းတို့ဘလို့လုပ်ပြီးတော့သိတာတော့ကျွဲသူရဲ့ဒီလိုကွာငါတို့ရွာမဲကုန်းကြီးဝယ်နေကြကုံစုံဆိုင်ပိုင်ရှင်ကကိုဘကင်းနဲ့တာတီရဲ့ကိုဘကင်းကမဲကုန်းကြီးဈေးလာဝင်သူပေးတဲ့ပတ်စံကိုတက်ဖယ်ထားတာနောက်တနေ့တတိယလို့ကြည့်လိုက်ရင်မဲကုန်းကြီးပေးသွားတဲ့ပတ်စံမရှိတော့ဘူးတဲ့ဟာဒါဆိုရင်တော့ဟုတ်တာပေါ့ကျွဲသူရဲ့နောက်ပြီးတော့လေကြက်ရောင်းတဲ့ဖိုးကလာကလည်းအဲ့ဒါကိုသိတယ်ကွာသူ့စီမှာမဲကုန်းကြီးကြက်လာဝင်ရင်ပေးသွားတဲ့ပတ်စံကိုနေမကူးခင်မှာတွားတုံးပစ်လိုက်တာတဲ့ဒီအကြောင်းမသိတဲ့သူတွေကတော့ခံရောပေါ့ကွာ
အေးပေါ့ကွာခံရတော့မှာပေါ့။ဒါနဲ့နေပါအောင်ကျွဲသူရဲ့မေကုန်းကြီးကအခုလေဒီတိုင်းပဲလုပ်နေရပဲလား။ဟာမဟုတ်ဘူးတာတီရဲ့မေကုန်းကြီးရောသူမွေးထားတဲ့မြောက်ကြီးကပ်ပလီရောတေကုန်တာ3နှစ်လောက်ရှိပြီ။ဟင်ဒါဆိုရင်ငါတို့စီကိုလာတာတောင်ကျရည်နဲ့ပါသွားတဲ့မိသားစုတရေဖြစ်ပြီး6တဲ့ကိစ္စလည်းမဟုတ်ဘူး။ပညာတဲ့မေကုန်းကြီးကိစ္စလာတာလည်းမဟုတ်ဘူးပေါ့။ခဏလေးတီးခံပြီးနားထောင်ပါအောင်တာတီရဲ့အဲ့ဒီကနေစပြီးမပြောရင်ငါအဓိကလာတဲ့အကြောင်းကပြောလို့မရလို့ပါကွ။အော်အဲ့လိုလား။အေးပြောပါကျွဲသူရငါတော့တော်တော်ကိုစိတ်ဝင်စားလာပြီကွ။ကျုပ်လှည့်ကြည့်လိုက်တော့ကျုပ်ဘေးမှာထိုင်နေတဲ့ကြောက်ခဲရလဲမျက်လုံးအပြူသားနဲ့နားထောင်နေရပြူ။ကြောက်ခဲအိမ်မှာကိစ္စရှိရင်ပြန်တော့မင်းအိမ်ကလူကြီးတွေစုနေအောင်မယ်။ကျုပ်ကကြောက်ခဲကိုပြောလိုက်တော့ကြောက်ခဲကကျုပ်ကိုတစ်ချက်ကြည့်လိုက်ကရတယ်ကိုကြီးတတရဲ့အိမ်မှာဘာလုံးမှမရှိတာ။အဲ့လိုပြန်ပြောပါတယ်။ကျွဲသူကလည်းရင်နွေးချမ်းတပတ်ကန်တောက်လိုက်ပြီးတော့မှစကားကိုဆက်ပြောတယ်။ဒီလိုနဲ့မေကုန်းရဲ့အကြောင်းတရွာလုံးကစိတ်ဝင်စားလာကြတာပေါ့ကွာ။မေကုန်းကြီးဈေးလာဝင်ရင်လည်းမယောင်းဘဲနဲ့ဘသူမှမနေဝင်ဘူးကွာ။မေကုန်းကြီးပြူစားမကိုကြောက်ကြတော့ဘာဝယ်ရောင်းရတာပဲဟိ။နောက်တော့ပြဿနာဖြစ်လာရောပေါ့ကွာ။ဘလို့ပြဿနာတော့ကျွဲသူရဲ့မေကုန်းရဲ့မြောက်ကြီးပေါ့ကွာ။ကပ်ပလီဆိုတဲ့မြောက်လား။အေးပေါ့ကွာဒီမြောက်ကတခိုးကွာ။ညဆိုရင်ရွာထဲမှာရှောက်ခိုးတာပြီးတော့ကပ်ပလီကရိုးရိုးမြောက်မဟုတ်ဘူးမေကုန်းကြီးရဲ့ပညာနဲ့စီရင်ပြီးတော့မွေးထားတဲ့ပုံရတယ်ဒီမြောက်မှာအစွမ်းနေရှိရဲကွာအိမ်ဒီတဲကိုရအောင်ဝင်နိုင်တယ်ပြီးရင်ပတ်စံထားတဲ့နေရာရွှေထားတဲ့နေရာတွေကိုဒီကောင်သိရဲရအောင်ခိုးတော့တာပဲကွာရှားသွားတဲ့ခါလည်းရှိရဲလူနိုးလိုထွက်ပြေးတဲ့ခါလည်းရှိရဲကွာနောက်တော့ရွာတွေကလူတွေကင်းဆောင်ပြီးတော့မြောက်ရံကိုကာကွယ်ရတော့တာပေါ့ကွာလူတွေစောင့်ကြည့်နေတဲ့ကြားကနေကပ်ပလီကလည်းရအောင်ဝင်ပြီးရအောင်ခိုးတော့တာပဲကွာနောက်တော့ကပ်ပလီကရွာတောင်ပိုင်းကကိုညူမောင်တို့မကြီးအောင်တို့ရဲ့အိမ်ဝိုင်းထဲဝင်ပြီးတော့ကြက်ခိုးတာဟိကြက်တန်ကြတော့ကိုညူမောင်ကဒူးလေးဆွဲပြီးတော့ထွက်လာတာကွာဒီလူကဒေါသကလည်းကြီးဒူးလေးကလည်းအင်မတန်လက်ဖြောင်တာတရက်ပင်ပေါ်ကိုတက်ပြေးတဲ့မြောက်တခိုးကိုလေအိမ်ပရင်းပေါက်ကနေလှမ်းပစ်တာတန်းကနေထိတာဟိကပ်ပလီဆိုတဲ့မြောက်တခိုးကလည်းမြားတန်းတန်းကြီးနဲ့ပြေးရောတဲ့မေကုန်းကြီးစီကိုတန်းပြေးတာလေမေကုန်းကြီးစီကိုရောက်တော့မြားတန်းတန်းနဲ့ပြန်လာတဲ့သူ့သားကပ်ပလီကိုမြင်တော့ရင်ဘတ်ထုထုပြီးတော့ငိုတာတဲ့ကပ်ပလီကလည်းအိမ်ပြန်ရောက်ပြီးခဏဆိုရင်တေးတာပါပဲကွာဒီမှာနေမေကုန်းကြီးကမြားတန်းလန်းနဲ့မြောက်သေးကြီးကိုပွေပြီးတောင်ဝိတထောက်တောင်နဲ့ရွာထဲကိုထွက်လာပြီးတော့ကျိန်စာတိုက်တော့တာပဲတာတီရဲ့ဟေးကျိန်စာတိုက်တယ်ဟုတ်လားသူ့မြောက်ကိုတတ်တဲ့သူကိုတိုက်တာလားကိုညူမောင်ကိုလည်းတိုက်တယ်ဒီရွာလုံးကိုလည်းတိုက်တယ်ကွာဟာဘာကျိန်စာတွေတိုက်တာတော့ကျွဲသူရဲ့ငါသားကပ်ပလီကိုရက်ရက်ဆက်ဆက်တတ်တဲ့အကောင်နင့်မယားမှာဘလူးမွေးပါစေဘလူးမွေးတဲ့အခါတရွာလုံးမှာယောဂါထူပြောကြပါစေလောင်မီးတွေလည်းကြပါစေသီးနှံတွေလည်းပြတ်ပါစေလူတွေမနေထွက်ပြေးစေရွာပြက်ကြီးလည်းဖြစ်ပါစေတရွာလုံးတလန်းဝင်တလန်းထွက်နဲ့ကျိန်စာတိုက်နေတာဟေ့ရွာမြောက်ပိုင်းလေးရောက်ကုန်မြောက်ပိုင်းကလူတွေထွက်လာပြီးမေကုန်းကြီးကိုဝိုင်းရိုက်ကြတယ်မေကုန်းကြီးလည်းစင်စင်ကြီးကိုတီးရောဟာဟုတ်လားမင်းတို့ရွာသားတွေအမှုဖြစ်သေးလားဘလို့ဖြစ်မှာတော့တာတီရဲ့ဘယ်ဘလို့ရောက်လာမှန်းမသိတဲ့ဆုံးမကြီးလေးကွာပြီးတော့ရွာအောင်မတိမတာဒုက္ခပေးနေအောင်တရွာလုံးကသိနေတော့ဒီတိုင်းပဲမြုပ်ပစ်လိုက်ကြတာပေါ့ကွာပြီးတော့ဒီအကြောင်းကိုလည်းအုပ်ထားလိုက်တာပေါ့နေပါအောင်ကျွဲသူရဲ့အဲ့ဒီဖြစ်တာဘယ်လောက်ကြာပြီလဲ2နှစ်လောက်ရှိပြီကွာကျွဲသူရဲ့မင်းကလည်းလွန်ခဲ့တဲ့3နှစ်ကဖြစ်ခဲ့တဲ့ကိစ္စအခုမှဘာလို့လာပြောနေရလဲဘာမှလုပ်เสียမှမလိုတော့တဲ့ကိစ္စလေးကွာမဟုတ်ဘူးတာတီရဲ့ဇလန်အခုမှအစအုံရောက်မှာကွာဟင်ဟုတ်လားဒါဆိုရင်လည်းပြောကွာငါတော့တော်တော်ကိုစိတ်ဝင်စားလိုက်မေကုန်းကြီးရောသူ့ရဲ့မြောက်ကြီးကပ်ပလီပါတေးသွားပြီးတော့3-4 လလောက်ကြာတော့ကိုညူမောင်ရဲ့မိန်းမမကြီးမုံမှာကိုဝင်ရှိရောဟိကိုညူမောင်တို့လင်မယားဓာတ်တွေကိုအယုံကြည်မရှိဘူးကွာရွာတွေကသူတွေကတော့လန့်ကြတာပေါ့ကွာမကြီးအောင်ရဲ့ကိုဝင်ရင်းမာလာလေးလူတွေကလန့်လာလေးပဲဟိနောက်ဆုံးတော့မကြီးအောင်မီးဖွားတဲ့ချိန်ကိုရောက်လာတော့တာပေါ့တာတီရဲ့ဟေးဘာလေးမွေးတော့ရင်ကျွဲသူကျုပ်ကလည်းကျွဲသူရဲ့စကားကိုမစောင့်နိုင်တော့ပဲမေးလိုက်တော့တာပြိုဘလူးလေကွာဟာကြောက်ခဲတောင်လန့်ပြီးတော့ဟာကနေဖြစ်သွားတယ်ဘလို့ပုံစံမို့လို့တော့ကျွဲသူရဲ့မင်းရောကြည့်ရလားဟာတာတီငါတို့တရွာလုံးကြည့်ရတယ်ကိုညိုမောင်ကအားလုံးကိုပြတာကွာကြည့်ကျင်တဲ့လူတိုင်းတွားကြည့်လို့ရတယ်ပုံစံကလည်းအတိတာကြီးပါကွာနှစ်ဖူးရရှေ့ကိုမောက်ထွက်နေတာမှနည်းနည်းတော့မောက်တာမဟုတ်ဘူးကွာနှာခေါင်းကလည်းကောက်ကြီးကွာမျက်လုံးကအလဲမှာတလုံးနဲ့ကြီးကြီးဝိုင်းဝိုင်း
ပါဇက်ထဲမှာလည်းသွားရီအပြည့်နေကွာပြီးတော့သွားလူသွားလို့မဟုတ်ဘူးတရိတ်ဆန်ရဲ့သွားလို့ချွန်ချွန်နေကွာပါဇက်ကလည်းပုံမှန်မဟုတ်ဘူးပြည့်ပြည့်ကြီးကွာဟာဒါဆိုမင်းတို့ရွာသားတွေတတော်ကိုလန့်သွားကြမှာပဲကျွေးသူရဲ့တာတီရဲ့လန့်ချက်ကတော့ပြောမနေနဲ့တချို့ဆိုရင်ငိုတော့ငိုသေးတယ်မေကုန်းကြီးရဲ့ကျိန်စာတွေတကယ်တင့်ပြီဆိုပြီးတော့လေကွာပြီးတော့ကလေးကငိုရင်လည်းအတန်းတစ်မျိုးကြီးကွာကလေးငိုတမ်းမဟုတ်ဘူးအတန်ကွဲအပ်ကြီးနဲ့တရိတ်ဆန်တကောင်မှန်ဖိနေတယ်လို့ပဲကွာတန်နဲ့နေပါအောင်ကျွဲသူရဲ့ဒီကလေးကိုသူ့အမေကနို့တွေဘာတွေရောတိုက်ရဲလားအိုးဘလို့လို့တိုက်ရဲမှာတော့ကွာပါဇက်ထဲမှာသွားအချွန်နေနဲ့လေငါတို့ရွာဘိုးတော်ကြီးတယောက်ကသွားတွေကတော်တော်ချွန်သလားဆိုပြီးတော့ပါဇက်ထဲကိုလက်ညှိုးထည့်ပြီးတော့စမ်းကြည့်တာကြိုက်လိုက်လို့လေဟာကြိုက်တယ်ဟုတ်လားဟုတ်ပါဗျာဟုတ်ပါအဲ့ဒီဘိုးတော်လည်းတော်တော်ကိုလန့်သွားတာဟိဘလူးလေးကနှုတ်ဆိုင်အတန်အပ်ကြီးနဲ့ငိုတယ်ကွာအဲ့ဒါနဲ့ပလင်းတစ်ခုမှနှုတ်သီးကောင်းစွတ်ပြီးတော့နွားနှုတ်တိုက်ကြည့်ကြတာပေါ့ကွာစွတ်တက်လားကျုပ်ကလည်းမေးမိပြန်နေမစွတ်ဘူးကွာအဲ့ဒါနဲ့ဘိုးပါလားဆိုတဲ့ဘိုးတော်ကြီးကအဲ့ရဲ့နှုတ်ပလင်းကိုယူသွားပြီးတော့ကြက်တကောင်ကိုတက်သွေးခံလိုက်တယ်ပြီးတော့နှုတ်နဲ့သွေးနဲ့ရောပြီးတော့ဘလူးလေးကိုပြန်တိုက်ကြည့်တယ်ဟေးစွတ်လားစွတ်လိုက်တာမှတတိယပလင်းထဲမှာလေတစ်စက်တောင်မကြံဘူးဒီတော့မှရွာရဲရလူတွေကောင်းချင်းရိုက်ပြီးတော့တိုင်ပင်ကြတော့တာပေါ့နောက်ဆုံးတော့ကိုညိုမောင်တို့အိမ်ကိုခေါ်ပြောရတော့တာပေါ့ဟေးဘာပြောတော့ကွာညိုမောင်ကြီးငါတို့ရွာမှာတော့မေကုန်းကြီးရဲ့ကျိန်စာစပြီးတင့်ပြီဟေ့ဒီတော့ကြေးုံမွေးတဲ့မင်းရဲ့သားဘလူးဆိုတာမင်းမျက်မြင်ပဲမဟုတ်လားဒီတော့ငါတို့တွေမပြောချင်ပေမဲ့ပြောရတော့မှာပဲညိုမောင်ဒီဘလူးလေးကိုအမြန်ဆုံးတက်ပြစ်မှဖြစ်မယ်ကွာဟာဒီတော့ကိုညိုမောင်ကဘာပြောတော့ကွာကိုညိုမောင်ငိုတော့တာပေါ့ကွာဘာပဲဖြစ်ဖြစ်ဒါသူ့မိမမက်ကြီးုံကိုလာလွယ်ပြီးတော့10လဖွားထားတာလေသူ့ရဲ့သားလေးပဲတာတီရဲ့သူ့သားကိုတက်ပစ်ဖို့ရွာလူကြီးတွေကပြောတော့သူ့ရင်ထဲမှာဘလို့ခံစားရမလဲတွေးတာကြည့်တော့လေကွာကိုညိုမောင်အိမ်ပြန်သွားပြီးသူ့မိမကိုပြောပြတော့သူ့မိမလည်းငိုတော့တာပေါ့ဒါပေမဲ့သူတို့အမြင်ပဲလေနွားနို့တော်မှသွေးနဲ့ရောတိုက်ရတာနောက်ဆုံးတော့သူတို့ရဲ့သားကိုရွာလူကြီးတွေရဲ့လက်ထဲကိုအပ်လိုက်ကြတော့တာပေါ့တင့်တော်တလို့သာစီရင်ပါတော့ဆိုပြီးတော့ကိုပြောပြီးတော့အပ်လိုက်ကြတယ်ကွာဟင်ဒီတော့ဘလူးလေးကိုဘာလုပ်လိုက်ကြတော့ကျုပ်ကအတင်းဆက်စုပြီးတော့မေးတော့တာပေါ့ဘာလို့ရမှာလဲကွာရွာတောင်ဝင်ပေးလိုက်တဲ့လူ9ယောက်ကခလေးကိုရွာပြင်ခေါ်ထုတ်ပြီးတော့ရွာနဲ့ခလန်းလန်းရောက်မှဗန်ပွေးပင်တပင်အောက်မှာခလေးကိုချပြီးအသင်းပါလာတဲ့ဓမြောင်နဲ့ရင်ဝါကိုထိုးပြီးတော့တက်လိုက်တာပေါ့ကွာဟာတစ်ချက်တည်းတည်ရောလားတစ်ချက်တည်းလည်းမတည်ဘူးနှစ်ချက်တည်းလည်းမတည်ဘူးကွာဘာကွာဘလို့မတည်သေးဘူးဟုတ်လားမွေးကင်းစကလေးပဲဓမြောင်နဲ့ရင်ဝါကိုထိုးတက်တာမတည်ပဲရှိပါမလားကျွဲသူရဲ့ဟုတ်တယ်တာတီမတည်ဘူးကွာမင်းကိုအဲ့လူတွေပြန်ပြောပြရလားပြန်ပြောပြတာမဟုတ်ဘူးငါကိုယ်တိုင်ပါသွားတာလူကြီး3ယောက်နဲ့ကာလာသား2ယောက်ကိုရွေးတယ်လိုက်ချင်တဲ့သူတော့တိတ်မရှိဘူးဒါနဲ့ငါလိုက်သွားတာဘလူးလေးကဓာတ်နဲ့ထိုးလို့မပေါက်ဘူးကွာဓာတ်ပြီးတယ်ဆိုတာငါလည်းဒီတော့မှမြင်ဘူးတာကွာဟာဒီတော့မင်းတို့ဘာဆက်လုပ်ကြတော့ငါတို့တွေကလေးလေးမောင်တင်ရရွာကိုကြပြပြန်ပြီးရေတပုံးခတ်လာတယ်ပြီးတော့ဘလူးလေးကိုရေထဲကိုနှစ်သက်တာပေါ့ကွာမွေးကင်းစကလေးပဲလေကျွဲသူရဲ့တေရောပေါ့ဘယ်ရတာတေရမှာတော့တာတီရဲ့ရေထဲမှာအကြာကြီးနှစ်ထားလဲဖော်လိုက်ရင်မျက်လုံးလေးပုတ်ခတ်နဲ့စူးစူးဝါးဝါကိုအော်နေတော့တာအော်တဲ့တန်လေလူတန်နဲ့မတူပါဘူးတရိတ်ဆန်တကောင်ရဲ့အတန်လူမကောင်းဆိုးဝါးတကောင်ရဲ့အတန်မျိုးကြီးပါကွာဒီတော့မင်းတို့ဘာဆက်လုပ်ကြတော့ငါတို့ရဲ့ဘလူးရှင်းလင်းရေးဖွဲ့ကိုခေါင်းဆောင်တာကကိုဘီလုံးကွာကိုဘီလုံးကချက်ချင်းဆုံးဖြတ်လိုက်တယ်ကဲငကြွဲနဲ့ငပြူရွာပြန်ပြီးတော့ထင်းချောင်းတွေကိုတေခဲ့ကွာရေနဲ့မရတော့လဲမီးရှို့ရတော့မှာပေါ့အဲ့လိုပြောတာနဲ့ငါနဲ့ငပြူနဲ့ရလဲရွာပြန်ပြီးတော့ထင်းနေဂုံဒီအိတ်နှလုံးနဲ့အပြည့်တေခဲ့ကြတာပြန်ရောက်တာနဲ့ချက်ချင်းမီးမွေးပြီးတော့မီးဖို့ရတာပေါ့ထင်းနေမီးဆွဲပြီးတော့မီးတွေအရှိန်ပြင်းပြင်းနဲ့တောက်လောင်လာတော့ဘလူးလေးကိုမီးပုံနဲ့ထည့်ထားလိုက်တာပေါ့ကွာလောင်သွားရောလားအိုးလောင်ဖို့နေတတ်ပတ်ထားတဲ့အနီတောင်မီးမကျွမ်းဘူးတာတီရဲ့ဝါနဲ့အော်နေတာပဲကွာနည်းနည်းမှကိုပူပုံမရအောင်ဒီတခါတော့ကြောက်ကောကြောက်ခဲရောအံ့ဩပြီးတော့ဟာကနေဖြစ်သွားကြတယ်ဒါနဲ့မင်းတို့ဘာဆက်လုပ်ကြတော့ဗန်ပွေးပင်ရဲ့အောက်မှာမြေကျင်းနဲ့တူးပြီးတော့မြုပ်ပစ်ခဲ့ကြတာပေါ့ကွာအရှင်တိုင်းလိုက်ရင်ကျွဲသူအေးပေါ့ကွာဘလို့ပဲတက်လို့မှမတည်တာဒီတိုင်းပဲမြုပ်ခဲ့ရတာပေါ့
ကျုပ်တော့ကြားရတာနဲ့တင်ရင်ထဲတော်တော်ကိုမကောင်းတာဗျာအဲ့တော့မင်းတို့ရွာပြန်ရောက်တော့လူကြီးတွေအားလုံးပြောပြလိုက်ရောလားကျုပ်ကလည်းဆက်ဆူတဲ့အကောင်ဆိုတော့စုံအောင်လိုက်မေးတော့တာပြုမပြောဘူးကွာကိစ္စပြီးပြီလို့ပဲပြောလိုက်တာဒါဆိုတော့ကိစ္စအားလုံးငြိမ်းသွားရောလားဘယ်ငြိမ်းမလို့တာတီရဲ့ဒီတော့မှပြဿနာတက်တော့တာကွာဟာဘလို့ဖြစ်လို့တော့ဘလူးလေးကိုမြေမြုပ်ပစ်လိုက်ပြီးတပတ်ကြာတော့ကိုပီလုံးကပြောတယ်ကွာဘလူးလေးတကယ်သိမသိသိရအောင်မြုပ်ထားတဲ့နေရာကိုပြန်တူးကြည့်ရမယ်တဲ့ဒါနဲ့ငါရဲ့ငပြူးရဲ့ကိုပီလုံးရဲ့ဗန်ပွေးပင်အောက်ကဘလူးလေးမြုပ်ထားတဲ့နေရာကိုပြန်ပြီးတော့တူးကြည့်ကြတာပေါ့တင်မာဖို့ကျွေးသူရမြေမြုပ်တက်မှာတော့ရှင်နိုင်ရိုးရှိလို့လားကွာအဲ့လိုကျုပ်ကပြောလိုက်တော့ကျွေးသူကခေါင်းခါပြတယ်မရှိတော့ဘူးတာတီလုံးဝကိုပျောက်သွားတာကွာဘာပျောက်သွားတယ်ဟုတ်လားတယောက်ယောက်ကတနာပြီးတော့ကယ်သွားတာလားမှမသိတာမဖြစ်နိုင်ဘူးကွာငါတို့ဖိုးခဲ့တဲ့မြေကြီးကခြေရလက်ရမပြတ်ဘူးငါတို့ကမြေကြီးကိုဒီအတိုင်းဖိုးခဲ့တာမဟုတ်ဘူးတတရဲ့အမတ်သားတွေလှုပ်ပြီးတော့ဖိုးခဲ့တာအမတ်သားတွေအားလုံးရှိရဲ့ဟင်ဒါဆိုရင်ဟုတ်တယ်တတီဒီအတိုင်းကိုပျောက်သွားတာနေပါအောင်ကျွဲသူရဲ့ဒီလိုဖြစ်တာဘယ်လောက်ကြာပြီလဲတစ်နှစ်ရှိပြီကွာဟေးတစ်နှစ်တောင်ရှိပြီဟုတ်လားဒီကြားထဲမှာဘာတွေထပ်ပြီးတော့ဖြစ်သေးလဲတစ်နှစ်လုံးတော့ဘာမှမဖြစ်ခဲ့ဘူးကွာရွာသားတွေကလည်းစိတ်အေးလက်အေးဖြစ်သွားတာပေါ့ကွာမေကုံကြီးရဲ့ချိန်စာဒီတစ်ခုပဲထိတယ်လို့ဘာလို့ပြောကြတာပေါ့ကွာဒါပေမဲ့ပြဿနာအခုမှအကြီးအကျယ်တက်တော့တာကွာတာတီရဲ့ဟေးဟုတ်လားမင်းတို့ရွာမှာအခုဘာတွေဖြစ်နေလို့တော့မေကုံကြီးချိန်စာအတိုင်းအားလုံးဖြစ်တော့မှာဟေ့ဘာတွေဖြစ်လို့တော့ကျွဲသူရဲ့ဘလူးရောက်လာပြီလေကွာဘလူးလေးကဘလူးလုပ်ပြီးတော့ပြန်ရောက်လာတာတော့ဘလူးလေးမဟုတ်တော့ဘူးတာတီရဲ့ဘလူးကြီးကွာဘလူးကြီးဟာကျွဲသူရေတစ်နှစ်ပဲရှိသေးတာမသေးဘူးဆိုရင်တော့ကလေးပဲရှိအောင်မဟုတ်လားမဟုတ်ဘူးတာတီဘလူးရဲ့ကြီးထွားနှုံးနဲ့လူရဲ့ကြီးထွားနှုံးကမတူဘူးတင်တယ်ကွာအသက်20အရွယ်လောက်ရှိတယ်ဒါပေမဲ့လူအရွယ်မဟုတ်ဘူးအကောင်ကြီးကြီးကွာနေပါအောင်ကျွဲသူရဲ့မင်းတို့ရွာမှာမွေးတဲ့ဘလူးရောဟုတ်ရဲ့လားဟုတ်တယ်တာတီမျက်လုံးတစ်လုံးနဲ့ပဲကွာရွာထဲရောက်လိုက်ကိုညိုမောင်တို့မကြီးအောင်တို့ရဲ့ဝိုင်းထဲကိုတန်းဝင်ပြီးတော့တစ်တုံးပေါ်မှာထိုင်နေတာကွာဟာမင်းတို့တရွာလုံးတော့ကြောက်နေကြမှာပဲနော်ကြောက်တာပေါ့ကွာဘလူးရောက်လာတယ်ဆိုကြတဲ့တကားတွေပိတ်ပြီးတော့ခွေးရောလူရောအိမ်ထဲမှာအတန်မထွက်ရဲကြဘူးကွာနောက်တော့ဘလူးကကိုညိုမောင်မွေးထားတဲ့စိတ်တကောင်ကိုဆွဲပြီးတော့ရွာနေပြန်ထွက်သွားတယ်ဘလူးဝင်လာတာနေဘက်လားညဘက်လားညဘက်ကွာည9 နာရီလောက်ဝင်လာတာဝင်လာတယ်လို့သာပြောတာပါကွာဝင်လာတာလည်းတွေ့တဲ့သူမရှိဘူးကွာထွက်သွားတာကိုလည်းတွေ့တဲ့သူမရှိဘူးကိုညိုမောင်တို့မကြီးအောင်တို့ကတော့သူတို့ရဲ့သားကိုတွေးလိုက်ကြမှာပေါ့နော်တွေးတာပေါ့တာတီရဲ့လင်မယား2ယောက်ချောင်းကြည့်ကြတယ်ဆိုပဲအဝိစားမပါဘူးတဲ့အဲ့ဒါကိုမြင်တော့ကိုညိုမောင်ကစိတ်မကောင်းဖြစ်ပြီးသူ့ဘေဘိုးသားကျော်ကြီးရှိတော့ဝစ်တဲ့ပစိုးကွက်တုံးကြီးတစ်ထည်နဲ့ရှိုင်းကြီးလက်တို့တစ်ထည်ကိုဘရင်းပေါက်ကိုဖွင့်ပြီးတော့သူ့သားကိုပစ်ပေးလိုက်တယ်တဲ့ဘိုးသားကျော်ကလူဝဝကြီးကွာသူ့သားရဲ့ပစိုးတွေအင်ကြီးတွေကအကြီးကြီးတဲ့လေကွာအေးဘလူးကရောဝစ်ရောလားဝစ်တယ်ကွာပစိုးကိုဝစ်တယ်လူတွေလိုပဲဝစ်တတ်တယ်တဲ့ဟာအင်ကြီးကိုတော့ဟိုကြည့်ဒီကြည့်လုပ်ပြီးတော့ချထားလိုက်တယ်တဲ့ဟာဒါဆိုရင်ဘလူးကပစိုးကွက်တုံးကြီးကိုဝစ်လို့ပေါ့ဟုတ်လားကျွဲသူအေးဟုတ်တယ်ညတကောင်ကြုံလောက်ရှိတော့မှစိတ်တကောင်ဆွဲပြီးတော့ကိုညိုမောင်တို့ရဲ့ဝိုင်းလေးကနေထွက်သွားတော့တာပဲဟိအဲ့ဒါရောဘလောက်ကြာပြီလဲမကြာသေးဘူးကွာတပတ်ပဲရှိသေးရဲ့ဩတခါရောက်ပြီးရင်တော့နောက်ထပ်လေလာအောင်မှာပဲကျွဲသူကြီးဘလူးလာတာမလာတာခဏထားပါအောင်တာတီရဲ့အခုတို့ရွာမှာမေကုန်းရဲ့ချိန်စာတွေဖြစ်နေပြီကွာဟေးဘလို့ဖြစ်လို့တော့ဟာရွာလူတွေတော်တော်များများနေထိုင်မကောင်းဖြစ်ကုန်ကြပြီခေါင်းမူကြအန်ကြဝမ်းလျှော့ကြဥရီတက်ပြီးတော့ဖျားကြနဲ့အိမ်တိုင်းလိုဖြစ်နေပြီတာတီရဲ့ပြီးတော့ရွာတွေကဟိုဝိုင်းထဲမိထားတောက်ဒီဝိုင်းထဲမိထားတောက်နဲ့တရွာလုံးအလုံးမလုံးကြရတော့ပဲနေရောညရောဂုံဒီအိတ်တီရေစွတ်ပြီးတော့ကင်းလှည့်နေကြရပြီကွာဘသူဝိုင်းမှာမီးတောက်လို့တဲ့ဆိုရင်အားလုံးပြေးကြပြီးတော့ဂုံဒီအိတ်တီနဲ့ဝိုင်းရိုက်ကြပြီးညှိမ့်လိုက်ကြတော့တာသမင်းဟင်းအောင်ဖြောင်းအောင်ချက်မစားကြရပဲဖြစ်တယ်လို့ကြုံတယ်လို့စားနေကြရတာမင်းတို့ရွာရဲ့ဒုက္ခကလည်းမတော်တော်လေးကိုမသိပါလားကွာဟုတ်တယ်တာတီရေအဲ့အကြောင်းလဲငါမင်းစီကိုပြေးလာခဲ့တာပေါ့ကွာမင်းဟာမှဆရာကြီးတွေနဲ့အဆက်အသွယ်ရှိတယ်လေပြီးတော့အတွေ့အကြုံလည်းရှိတယ်မလားဘာလို့ရမလဲဆိုတာကိုစဉ်းစားနိုင်တာပေါ့ငါတို့ကတော့အတွေ့အကြုံလည်းနည်းတယ်ဘဟုတုတလည်းနည်းတဲ့ကောင်တွေတောင်သူတွေလေ
ကျွဲသူပြောတာဟုတ်ပါတယ်မင်းတို့မင်းကြီးလက်ထက်တော်တွေကသွေးဆုပ်ဖုတ်ကောင်ဖြစ်ပြီးတော့ကြံခဲ့တဲ့မြင်းတက်သားမြတ်ထင်ကိုနေနေတော့ဟာဆိုရင်လေကျုပ်ရဲ့ဆရာကြီးဘူးလူပေးရောဆရာဆိုင်တော်ဖောက်ရောရောက်လာကြတာပြီးတော့ဆရာမနိုင်ရပညာတိုက်ကြီးကိုသွားပြီးတော့တိုက်ဝင်တစ်မြောင်ကြီးကိုယူရတာအဲ့ဒီဓာတ်နဲ့ကျုပ်ကိုယ်တိုင်ပဲသွေးဆုပ်ဖုတ်ကောင်ကိုပြေးပြီးတော့ထိုးခဲ့တာလေဗျာအခုဟာဘလူးပြပညာသည်မကြီးတယောက်ရဲ့ကျိန်စာနဲ့မွေးလာတဲ့ဘလူးအစ်စ်ဒုတ်ပြီးဓာပြီးလှန်ပြီးရေချတက်လို့လည်းမရမီးရှို့တက်လို့လည်းမရမြေဖို့တက်လို့ကလည်းမဖြုံနဲ့အကောင်ပြသူ့ကိုမြေဖို့ထားတဲ့ကျင်းတွေကနေဘလူးထွက်သွားတော့တနေ့တိတိဘယ်ကိုပြောင်းနေလဲဆိုတာကျုပ်တွေးလို့ကိုမရပါဘူးဗျာကဲတငယ်ချင်းကျွဲသူဒီဘလူးကိုနှိမ်နှင်းဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးကွာငါလည်းဆရာတော့မဟုတ်လေဘူးကွာဆရာကြီးတွေကိုလိုက်ပြီးတော့ကူညီလောက်ကင်ပေးရုံပဲတက်တာငါမှဆရာကြီးတွေချီးမြှင့်ထားတဲ့အနှင်းထားတဲ့ဈေးတော်အင်းတော်ရှိတဲ့လောက်တော့ရှိရဲ့ကွာဒါတွေကိုရန်သုံးလို့ကတော့မဖြစ်ဘူးကွာနားမလဲပါမလဲနဲ့ရန်တန်းလို့မနိုင်ရင်ကထဖြစ်ရင်တရွာလုံးဒုက္ခရောက်သွားမှာငါဘလို့လုပ်ရဲပါမလဲကျွဲသူရဲ့ကြံစီကြည့်ပါအောင်တာတီယာကြံစီကြည့်ပါအောင်အေးပါကွာငါကြံကြည့်ပါအောင်မေငါဆရာတွေနဲ့အဆက်အသွယ်ရအောင်ဘလို့လုပ်မလဲစဉ်းစားနေရပါကွာငါလုပ်မှာပါကြောက်ခဲရလဲတွေးနေပါတယ်ဟဲ့ကောင်ကြောက်ခဲဘာရင်များတွေးနေတာတော့ကွာကိုကြီးတာတီဟိုတခါပြောသလိုလုပ်ရင်ကောင်းမလားလို့တွေးနေတာပါဟေးဘလို့များတော့ကြောက်ခဲရဲ့ဟိုဗျာဆရာမနိုင်တိုက်ထဲကဓမြောင်တောင်းပြီးတော့ကိုကြီးတာတီနဲ့ကျုပ်နဲ့ဘလူးအလစ်မှာဝင်ထွေးရင်ရမလားလို့တွေးနေတာဗျမဟုတ်ဘူးကြောက်ခဲရဲ့ဒီလောက်လွယ်တဲ့ကိစ္စမဟုတ်ဘူးကွာဆရာမနိုင်တိုက်ကဆရာကြီးဘူးလူပေးတို့ဆရာနွန်ဖားတို့မို့လို့သူတို့ရဲ့တိုက်ထဲကတိုက်ဝင်ဓာတ်ကိုပေးလိုက်တာကွာငါလိုဘာမှမဟုတ်တဲ့အကောင်ကိုတိုက်ဝင်ပစ္စည်းပေးမလားကွာပြီးတော့ဒီကိစ္စဘလူးတေယုံနဲ့မပြီးသေးဘူးကြောက်ခဲရဲ့စနကျိုးပညာသည်မရဲ့ကျိန်စာတွေကိုဖျက်ပစ်ရအောင်ပါဒီလိုမလုပ်နိုင်ရင်ကျွဲသူတို့ရွာပြတ်သွားလိမ့်မယ်ထမင်းစားချိန်ရောက်တော့အမေကကျွဲသူရောကြောက်ခဲရောကျုပ်ကိုရောထမင်းပြင်ပြီးတော့ကျွေးတယ်ထမင်းစားပြီးခဏနေတော့မှကျွဲသူပြန်သွားတယ်ညောင်ဝိုင်းကိုရောက်တော့တော်တော်သွားရအောင်ပါလေအဲ့ညမှာပဲကျုပ်မဖဲဝါရဲ့အယုံနဲ့မဖဲဝါကိုအိမ်မက်တောင်းနေညရောက်တော့ခါတိုင်းလိုပဲ12ရာသီအဝါပင်ရဲ့အောက်မှာမဖဲဝါကိုတွေ့ရဲကျုပ်ကညောင်ဝိုင်းရဘလူးကိစ္စမေကုန်းရဲ့ကျင်းစာတွေကိုပြောပြလိုက်တယ်အိမ်မက်ထဲမှာမဖဲဝါကကျုပ်ကိုပြောတယ်ကြတာတီအဲ့ဒီဆုံးမကြီးကအသက်ရာကျော်နေပြီတကယ်ကို12ကျိုးပညာတဲ့ကြီးဟဲ့ဒီဆုံးမရဲ့ကျင်းစာတွေကိုဖျက်ပစ်ဖို့ဆိုရင်ငါတို့ဆရာကြီးဘိုးလူပေတယောက်ပဲတက်နိုင်လိမ့်မယ်နင်ဆရာကြီးကိုရအောင်ဆက်သွယ်ပေါ့ကျုပ်ကမဖဲဝါအကြံပေးတဲ့အတိုင်းနောက်နေ့မှာကြော့ပွဲပြင်းနေရှီမိုးချိုးပြီးတော့9ပါးတီလာကိုစောက်တည်တယ်ပြီးတော့ဆရာကြီးဘိုးလူပေတင်ပေးထားတဲ့ပတိစိတ်ကြီးအတိုင်းစိတ်ငြိမ်ငြိမ်ထားပြီးတော့ပတိစိတ်တယ်ပတိဘက်တပတ်ပြည့်သွားတိုင်းဆရာကြီးကိုအာယုံညွတ်ပြီးတော့ပင်နေညဘက်ကိုအိတ်ချင်လို့မကအိတ်ချင်လာတော့မှကျုပ်အိတ်ရတဲ့ကိုဝင်ခဲ့တာဘိုးလူပေကျုပ်ရဲ့အိမ်မက်ထဲကိုကြွလာတယ်မောင်တာတီဘာများအကြောင်းထူးရှိလို့တော့ကွဘိုးလူပေကခါတိုင်းလိုပဲအေးချမ်းတဲ့မျက်နှာနဲ့တောက်ပတဲ့မျက်လုံးတွေနဲ့ပေါ့ဘိုးလူပေကလက်တန်းပါတဲ့တစ်သားကလထိုင်မှာထိုင်လို့ဗျကလထိုင်ကြီးကပန်းကနုတ်တင်နေတော်တော်ကိုခန့်ညားပါလားကျုပ်ကတော့ဘိုးလူပေရဲ့ရှေ့ကကျမ်းပြင်မှာကြုံကြုံလေးထိုင်လို့ဗျဒီလိုပါဆရာကြီးရဲ့ညောင်ဝိုင်းကကျုပ်တငယ်ချင်းကျွဲသူကပြောလို့သိရတာပါအဲ့လိုအစချီပြီးတော့မေကုန်းကြီးရဲ့အကြောင်းသူ့ရဲ့မြောက်ကြီးကပ်ပလီအကြောင်းမေကုန်းရဲ့မသေးခင်တိုက်ခဲ့တဲ့ကျင်းစာတွေအကြောင်းကိုညိုမောင်ရဲ့မိန်းမမက်ကြီးအောင်မှာဘလူးမွေးတဲ့အကြောင်းဘလူးကိုတက်တဲ့အကြောင်းတနေ့ကြာမှဘလူးပြန်ရောက်လာတဲ့အကြောင်းမေကုန်းရဲ့ကျင်းစာတွေစပြီးတော့ညောင်ဝိုင်းမှာတင့်နေတာတွေကိုတခုမကြံကြုတ်လျှောက်ထားလိုက်တယ်ဆရာကြီးကခေါင်းတငိမ့်ငိမ့်နဲ့နားထောင်ပြီးတော့မှပြောတယ်ဗျဒါကတော်တော်ကိုကြီးတဲ့အန္တရာယ်ပဲမောင်တာတီလွယ်လွယ်လုံးလို့တော့မရဘူးကွလိုအပ်တဲ့ပစ္စည်းတွေယူပြီးတော့ကျုပ်လာခဲ့မယ်တပတ်အတွင်းကျုပ်ရောက်အောင်လာမှာပါမောင်တာတီရွာပဲစောင့်နေပြီးတော့အိမ်မက်ကနေလန့်လို့တော့ကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာအိမ်ပြန်ပြီးတော့အိတ်လို့တော့မပြောတော့ဒါနဲ့ကျုပ်ကလည်းအိမ်ရထဲမှာပဲပတိထိုင်စိတ်နေလိုက်တော့တယ်ကျုပ်တို့ရွာသူတယောက်နဲ့အိမ်အောင်ကြနေတဲ့ကိုဘဝင်းဆိုတဲ့ညောင်ဝိုင်းသားတယောက်ရှိရဲ့ကျုပ်ကိုဘဝင်းကိုပဲညောင်ဝိုင်းကိုလွတ်ပြီးတော့ပြောခိုင်းလိုက်တယ်ကျွဲသူစီကိုလည်းကျုပ်စတစောင်ရေးပေးလိုက်တယ်တငယ်ချင်းကျွဲသူငါနဲ့ငါဆရာကြီးဘိုးလူပေတပတ်အတွင်းရောက်အောင်လာခဲ့မယ်ဒီကြားထဲမှာထူးခြားတာရှိရင်တော့မင်းဖြစ်ဖြစ်တခြားတယောက်ဖြစ်ဖြစ်ငါစီကိုလာပြောကွာဒါမှဆရာကြီးလာရင်ဖြစ်ပြအားလုံးပြောပြလို့ရမှာမင်းရဲ့တငယ်ချင်းတာတီထနောင်းကုန်းကျုပ်ကလည်းဖျားရှိကိုပတိစိတ်ရင်းနဲ့ဆရာကြီးဘိုးလူပေကိုစောင့်နေကြတာပေါ့9ရက်မြောက်တဲ့နေ့ကိုရောက်တော့
မနက်အစောကြီးကျွဲပေါက်ရောက်ချလာတယ်။တရွာလုံးမြူတွေပိတ်နေတာ။ဝိုင်းနေထဲမှာလည်းမြူတွေပိတ်လို့ဗျ။တတိငါပါကွကျွဲတူပါ။ဟာကျွဲတူလာဟေးလာဝင်ခဲ့လေမြူတွေကြနေလို့မင်းကိုမမြင်ရဘူးကွ။အေးငါဝင်လာပြီနော်။ဝိုင်းထဲမှာခွေးတွေဘာတွေရှိလား။ဟာမရှိပါဘူးကွာခွေးမမွေးပါဘူး။ဟာဒါညောင်ဝိုင်းကတငယ်ချင်းလေးလားလူလေး။အဘကမေးပါတယ်အမေကကြည့်နေတယ်။ဟုတ်တယ်ဗျညောင်ဝိုင်းကကျွဲတူလေအဘ။အေးဒီတငယ်လာတာအတော်ပဲ။အဘတို့လည်းညောင်ဝိုင်းသတင်းကြားပြီးတော့တော်တော်ကိုစိတ်မကောင်းဖြစ်နေကြတာ။ဟုတ်ပါတော့ကြံဖန်လူကဘလူးမွေးရတယ်လို့စုံမရဲ့ကျိန်စာကိုငွေစိန်ရဲ့သူ့ရဲ့မိမကိုအဲ့လိုပြောလိုက်တယ်။ဒီစုံမကလည်းဘယ်ဘလို့ရောက်လာတာတော့ရွာသူရွာသားတွေသူတို့ဟာသူတို့အေးကြံနေကြတာကိုစုံမရောက်လာပြီးတော့ကျိန်စာတိုက်ရတယ်လို့တော့အေးငါလည်းလူလေးလိုပဲငွေစိန်ရဲ့ဆရာကြီးဘိုးလူပေကိုမျှော်နေတာဘိုးလူပေကတော့ဒီကိစ္စကိုရှင်းနိုင်လောက်ပါတယ်ဟာကျွဲသူကအိမ်ပေါ်တက်လာပြီးတော့ဝါဖက်အုတ်ထုပ်ကလေးကိုချွတ်လိုက်တယ်အဘရောအမေရောကျွဲသူကိုကြည့်လို့ပေါ့ဗျကျွဲသူဘာများပြောမလို့ဆိုပြီးတော့နားဆွနေပုံပဲဟဲ့တာတီနေ့တငယ်ချင်းဘာစားပြီးတော့မေးလေမစားရသေးရင်အမဲချောင်းနဲ့ခရမ်းကျင်တီချက်ထားတာရှိတယ်အကြီးကျုပ်ကစားခဲ့ပြီးပြီဗျမနဲ့စောစောထပြီးတော့ထမင်းကြော်စားပြီးမှထွက်လာတာပါမိုးမလင်းခင်ထထွက်ခြင်းပဲမထွက်ရဲဘူးအကြီးရဲ့ဘလူးကရွာပြင်ကိုရောက်ချင်ရောက်နေမှာနေပါအောင်ကျွဲသူရဲ့ဘလူးကိုမင်းတို့ရွာသားတွေကထက်တွေ့သေးလို့လားတွေ့ပြီလားဘိုးရဲ့တောင်ကြီးမှာရာလောက်တဲ့သူတွေဆိုရင်ရာထဲကိုစင်းကိုမစင်းရတော့တာဘလူးကပစိုးကွက်တုံကြီးဝစ်လို့တဲ့တောင်ပေါ်တက်သွားတာမြင်နေရတော့သွားအောင်မသွားရတော့ဘူးပေါ့ဘိုးရဲ့ကျွဲသူကတန်းလျားမှာဝင်ထိုင်ပြီးတော့ပြောလိုက်တာပါကျုပ်ကမောလာတဲ့ကျွဲသူအတွက်ရင်နွေးချမ်းတပတ်ကန်ငှဲ့ပေးလိုက်တယ်ပြီးတော့ငကားစီးပေါလိတ်ကလေးကိုမီးညှိပြီးတော့ကမ်းပေးလိုက်တယ်ကျွဲသူကရင်နွေးချမ်းကိုတပရူးဖရူးနဲ့မြည်အောင်မှုတ်တောက်ပစ်လိုက်တယ်ပြီးတော့ငကားစီးပေါလိတ်ကို2ဖွာ3ဖွာဖွာလိုက်တယ်အဘနဲ့အမေကဘာမှမပြောတော့ပဲကျွဲသူအမောပြေအောင်လို့စောင့်နေကြတယ်ကျုပ်ကပဲစပြီးတော့မေးလိုက်တော့တာကျွဲသူဘာထူးသေးတော့ကိုဘဝင်းနဲ့မင်းပေးလိုက်တဲ့စာရတယ်စာထဲမှာမင်းရေးထားတာအကြောင်းထူးရင်လာပြောပါလို့ပြောထားတော့ငါကိုယ်တိုင်ပဲလာတာကွာတခြားတယောက်ကိုလွှတ်ရင်လည်းအကျိုးအကြောင်းတွေပြည့်စုံအောင်မပြောတတ်မှဆိုလို့ဟိဒါဆိုရင်တော့ထပ်ပြီးတော့ထူးတယ်ထင်တယ်အေးမနေ့ညရွာထဲကိုဘလူးထက်ဝင်နေကွာဟာဟုတ်လားမင်းတို့ကစီယိုတကားတွေကိုမပိတ်ထားဘူးလားကျွဲသူရဲ့အိုးပိတ်တာပေါ့တာတီရဲ့ရွာစီယိုတွေပြင်ပြီးတော့ရွာတကားတွေကိုပါအခိုင်ခန့်ပြင်ဆင်ထားတာလေကွာပြီးတော့ရွာတကားတွေရဲ့အနားမှာရောရွာရဲ့စီယိုတွေမှာရောကင်းပုံးတွေဝစ်ပြီးတော့စောင့်နေကြတာထမင်းစောစောစားပြီးရနဲ့ရွာမှာရှိသမျှယောက်ျားတွေအကုန်ထွက်ပြီးတော့ဓားတွေလှန်နေနဲ့ကင်းပုံးဝစ်နေကြရတာကွာကျွန်တော်နေပါအောင်ကျွဲသူရဲ့ဘလူးကဘယ်ပေါက်ကနေဝင်လာတာတော့ရွာအနောက်ဘက်တကားကနေဝင်လာတာကွာအဲ့ဒီမှာတောင်ရှိတယ်လေဒီဘလူးကတောင်တွေပေါ်ကနေဆင်းလာတာရှိမှာပေါ့ဒီကောင်တောထဲမှာနေတဲ့ပုံပဲနေပါအောင်ရွာတကားကပိတ်ထားတာပဲဘလို့ဝင်တော့တကားကိုရောဖြတ်ဝင်လာလားမဟုတ်ဘူးကွာပိတ်ထားတဲ့တကားကိုဒီတိုင်းဖြတ်ပြီးတော့ဝင်လာတာဟာဒါဆိုရင်တော့ဘလူးအတွက်ကတကားမရှိဓာမရှိကိုဖြစ်နေပြီပေါ့မင်းစဉ်းစားကြည့်လေကျွဲသူရဲ့တကားပိတ်ထားတဲ့တကားကိုဖြတ်ပြီးတော့ဝင်လာနိုင်တယ်ဓာနဲ့ခုတ်လေဓာပြီးတယ်ဆိုတော့တော်တော်မလွယ်ဘူးကွာဒါပေမဲ့မပူပါနဲ့တငယ်ချင်းရဲ့ငါဆရာကြီးကိုငါလျှောက်လိုက်ပါပြီဆရာကြီးကလည်းမနှက်ဖြန်တစ်ပတ်ခါဆိုရင်ရောက်လာမှာအေးပြောပါအောင်ကျွဲသူရဲ့ဝင်လာတော့သူ့ဖေကိုညူမောင်ပေးလိုက်တဲ့ပစိုးကွက်တုံးကြီးကိုတူတူကြီးဝစ်လို့ကွာဒီမာရင်အနောက်တကားကကင်းပုံးကစပြီးတော့အချက်ပေးတော့တာတဲ့ပြီးတာနဲ့ဘလူးဖြတ်သွားတဲ့လမ်းတစ်လျှောက်ကင်းပုံးတွေကလည်းအချက်ပေးကြတာဒီရွာလုံးအချက်ပေးတန်တွေစုညံပြီးတော့ကင်းပုံးသမားတွေဓားတွေလှန်တွေနဲ့ရွာလန်းတွေပေါ်ကိုတက်လာတော့တာပေါ့ကွာတဖြည်းဖြည်းနဲ့ဘလူးကိုဝိုင်းတယ်လို့ဖြစ်လာရောဟေ့ဘလူးကတော့ဘာကိုမှဂရုမစိုက်ဘူးဘာထွေးထွန်းလာတို့ရဲ့ဝိုင်းတကားကိုသူ့ရဲ့ကိုယ်လုံးနဲ့စောင့်တွန်းပြီးတော့ဖွင့်လိုက်ရောဟေ့ဝိုင်းထဲကိုတန်းဝင်သွားပြီးတော့စိတ်တိုးကြီးတကောင်လဲလိန်ချိုးပစ်လိုက်တာကွာပြီးတော့အဲ့ရဲ့စိတ်တီကောင်ပခုံးမှထမ်းပြီးတော့ဝိုင်းထဲကနေပြန်ထွက်လာတာဒီမာရင်တို့ရွာမြောက်ကောင်းတင်ညူကလှန်နဲ့ပြေးထူတော့တာဟေ့ကိုတင်ညူလဲစလို့ရောဝိုင်းဝမှာအုံနေတဲ့ရွာသားတွေတယောက်တစ်ချက်ဝင်ခုတ်တော့တာပေါ့ကွာဟေးဘလူးကဘာဖြစ်သွားတော့ဘာဖြစ်မှာတော့တာတီရဲ့ဒီဘလူးကမွေးကလေးကဘလို့မှတက်လို့မရပါဘူးလို့ပြောပြီးပြီပဲလေကွာထိုးသမျှလန်တွေကန်ထွက်လာပြီးတော့ခုတ်သမျှဓားတွေလည်းကန်ထွက်လာတာပဲပေါ့ကွာဒီမှာရင်ဘလူးကစိတ်ဆိုးသွားပြီးတော့ပါဇက်ကြီးကိုဖျဲပြီးတော့အော်တော့တာပဲကွာတဟီဟီဆိုတဲ့အော်တန်ကြီးရကွာတရွာလုံးကိုလွမ်းသွားရောဟိ
ဘလူးကအော်ယုံနဲ့ပြီးသွားတာမဟုတ်ဘူးတာတီရဲ့သူ့ရဲ့ပခုံးမှာထမ်းထားတဲ့စိတ်တီကောင်ကြီးကိုခြေနှစ်ချောင်းစုံကင်ပြီးတော့လူတွေကိုလွှဲရိုက်လိုက်တော့တာတပုံပုံတအားအားဆိုတဲ့အတန်ဒီနဲ့ရွာသားတွေဝရုံတုံးကဖြစ်ကုန်ကြတော့တာပေါ့ကွာဘုံဆိုတာစိတ်တီကောင်နဲ့ရိုက်မိတာကွာအားဆိုတာငါတို့ရွာသားတွေရဲ့အော်တဲ့အတန်ကွာတာတီကဘလူးရဲ့လေနည်းနည်းနုံနုံမှမဟုတ်တာပဲစိတ်တိုးသေးကောင်ကြီးနဲ့လွှဲရိုက်တော့ထိတဲ့သူတွေလွင့်သွားတာကွာတချို့လဲမှောက်လျက်သားလဲကြကုန်တာဟိရွာသားတွေကလည်းဘလူးကိုဓာတ်နဲ့ဝင်ခုတ်ဘလူးကလည်းစိတ်တီကောင်နဲ့လွှဲရိုက်နဲ့တစ်ချက်ကြတော့ငါတို့ရွာသားရွာစော်ကိုသိန်းကိုရိုက်ချလိုက်တော့စိတ်တိုးရဲ့ဂျူးနဲ့ချောင်းလုံးကိုသိန်းရဲ့ရင်ဘတ်ထဲကိုစိုက်ဝင်သွားတာဟိဟာဖြစ်ရလေကွာအေးသွေးတွေမှာပန်းထွက်လာတာကွာမြင်လို့ကိုမကောင်းဒီတော့မှလူတွေလည်းငိုင်သွားပြီးတော့ရှဲသွားတော့တာတဲ့တာတီကဘလူးကစိတ်တေးကိုပခုံးမှာထမ်းပြီးတော့သူဝင်လာတဲ့လမ်းတိုင်းပြန်ထွက်သွားရောကွာထွက်သွားတော့ရောအနောက်ဘက်တကားကပဲထွက်တာလားဟုတ်တယ်တာတီတချို့ကဘလူးနောက်ကနေလိုက်ကြည့်ကြတယ်ဘလူးကဝင်တော့ကလိုပဲပိတ်ထားတဲ့ရွာတကားကိုဖျက်လျှောက်ပြီးတော့ထွက်သွားတာပဲကွာဒါဆိုရင်တော့ဒီဘလူးကမင်းတို့ရဲ့ရွာအနောက်ဘက်ကတောင်လေးပေါ်မှာပဲရှိနေမှာဟုတ်တယ်တာတီဒီကောင်လာတဲ့လမ်းကြောင်းကိုသိပြီကွာတောင်ပေါ်ကဆင်းပြီးတော့ရာကင်းတွေတည်းကနေဖျက်လျှောက်လာတာတို့ရရဲ့အနောက်ဘက်တကားကိုတန်းနေတာပေါ့ကွာပြီးရင်အနောက်ဘက်တကားကပဲပြန်ထွက်သွားပြီးတော့တောင်ပေါ်ကိုတက်သွားတာကွာဘာဖြစ်လို့တော့ဆိုတော့မနေ့ကရွာစော်ကိုသိန်းအာတုဘကိုညောင်ဝိုင်းတင်းချိုင်းမှာတကြိုပြီးတော့ငါနဲ့ငပြူနဲ့ဘလူးလန်းကြောင်းကိုလိုက်ကြည့်ကြတယ်အေးမင်းတို့ဘာတွေ့တော့တာတီရဘလူးချီယာကြီးတွေမှလေအလာရောအသွားရောကွာပြီးတော့အပြန်ကြတော့လမ်းမှာရက်ပြီးတော့နားနေတာလားဟိုကြည့်ဒီကြည့်လုံနေတာလားတော့မသိဘူးကွာချီယာတွေထက်နေတဲ့နေရာတစ်ခုလဲတွေ့ရဲ့ငါနဲ့ငပြူလဲဖြစ်ချင်ရဖြစ်ကွာဆိုပြီးတော့ချီယာဆုံးအောင်လို့လိုက်ကြည့်ကြတာတောင်ပေါ်တက်တဲ့နေရာကိုတွေ့တယ်ကွာဒါနဲ့ငါတို့နှစ်ယောက်တောင်ပေါ်တက်ပြီးတော့ဘလူးကိုလိုက်ရှာကြတာပေါ့ဟာကျွဲတိုးရမင်းတို့မလို့မကြောက်မရွံ့နဲ့ကွာဒါနဲ့ဘလူးရောတွေ့ခဲ့လားအိုးတွေ့တာပေါ့တာတီရဲ့ဟေးတွေ့တယ်ဟုတ်လားကျွဲတိုးရဲ့တောင်ကတော့တိတ်မမြင့်ဘူးကွာအဲ့တောင်ပေါ်ကနေကြည့်ရင်အောက်မှာစမ်းကြောင်းလေးစီးနေတာတွေ့ရတယ်ငါနဲ့ငပြူတောင်အောက်ကိုဆင်းကြည့်ကြတာစမ်းကြောင်းတိုင်းအထက်ဘက်ကိုရှောက်ကြည့်ကြတော့ဂူပေါက်တစ်ခုတွေ့ရဲ့ဒါနဲ့ငါတို့နှစ်ယောက်အဲ့ရဲ့ဂူဝကိုဝင်ကြည့်ကြတော့ဟာတာတီရပုတ်စော်နန်းလိုက်တာပြောမနေပါနဲ့တော့ကွာစိတ်အရေကုန်နေနွားကောင်းတွေကိုတွေ့တယ်ကွာငါတို့လည်းရှေ့ဆက်မဝင်ရဲတော့ဘူးလေဂူတွေကမှောင်းနေတော့ဝင်လဲဘာမှမြင်ရမှာမဟုတ်ဘူးကွာအဲ့ဒါနဲ့ငါတို့နှစ်ယောက်ပြန်ချလာခဲ့တာအဲ့ဒါတွေပြောချင်လို့မင်းစီကိုငါကိုယ်တိုင်လာခဲ့တာပဲတာတီရဲ့တာတီဟဲ့တာတီနင့်ကိုခေါ်လို့ဟဲ့ဘသူတော့ဟုတ်တယ်ဗျကျုပ်ကိုခေါ်နေတာဝိုင်းထဲမှာမြူတွေပိတ်နေတော့မှရှိသေးတာဘသူမှန်းကိုမသေးခွဲဘူးလာလေဝင်ခဲ့လေအဲ့လိုကျုပ်ကခက်မှန်မှန်ပြောလိုက်တော့တာပေါ့ဘသူမှန်းမသိတာအနီးနားလာမှကြည့်လိုက်တော့သိန်းစော်ဗျဗန်ပွေးကုန်းကကျုပ်တငယ်ချင်းသိန်းစော်လေးဗျဟဲ့ကောင်သိန်းစော်လာလေကွာမင်းလည်းပေါ်မလာတာကြပေါ့လာမဲ့လာတော့လေနှင်းတော်တဲ့ကိုတိုးပြီးတော့လာတာပါလားကွာသိန်းစော်ကအိမ်ပေါ်ကိုတန်းပြီးတော့တက်သွားတယ်လက်ထဲမှာတော့နှင်းတန်လေးတစ်ချောင်းကိုကင်ထားတယ်ဒါကတော့ကျုပ်တို့အညာသားတွေရဲ့ဒလိတစ်ခုပေါ့ဗျဟိုနာဒီနာသွားရင်မွေးပါကင်းပါနဲ့ခွေးတွေပါတွေအဟန့်လေးဖြစ်အောင်လို့ဒုတ်တစ်ချောင်းကိုတော့ကင်သွားကြတာပါသိန်းစော်ကကျုပ်ရဲ့ဘေးမှာဝင်ထိုင်နေဟဲ့ကောင်သိန်းစော်မင်းသူ့ကိုကြည့်စမ်းဘသူတော့ကျုပ်ကကျွဲသူ့ကိုပြပြီးတော့မေးတော့သိန်းစော်ကြီးကကြောင်တောင်တောင်ဖြစ်ပြီးတော့ကြည့်နေကြတာအေးငါကောင်းကောင်းမမှတ်မိဘူးကွာငါတို့မြို့ကျောင်းတက်တုံးကအတူတူလေးကွာသူက6တန်းနဲ့ကျောင်းထွက်သွားတာလေညောင်ဝိုင်းရကွာဒီတော့မှသိန်းစော်ကမျက်မှောင်ကျုပ်ပြီးတော့ကြည့်တယ်ဟာကျွဲသူမလားဟုတ်ပါတယ်ကျွဲသူပါအေးဟုတ်တယ်သိန်းစော်ငါပါကွာမင်းနဲ့မတွေ့ရတာတော်တော်ကြာသွားပြီပဲငါလည်းမင်းကိုမနေ့ရုပ်ဖမ်းယူရတယ်ဟာဝမ်းသာလိုက်တာကျွဲသူရတနေ့မင်းကတတိစီကိုအလေလာတာလားမဟုတ်ဘူးကွာသိန်းစော်ရဲ့ငါတို့ရွာအကြောင်းတစ်ခုပေါ်လာလို့အဲ့တာတိတ်စီကိုလာတာဟာတာတီကတော့တကယ်ကိုဆရာကြီးဖြစ်နေတာဟေ့ဟိုမဟုတ်တာသိန်းစော်ရငါကဆရာကြီးမဟုတ်ပါဘူးကွာတပည့်ကြီးပါဆရာကြီးတွေလိုအပ်တာကိုလိုက်ပြီးတော့ကူညီပေးနေတဲ့တပည့်ကြီးပါကွာကျုပ်ကငကားစီပုံးလေးတစ်လိပ်ကိုမီးညှိပြီးတော့သိန်းစော်ကိုပေးလိုက်တယ်ဘိုးညံရောအကြီးရောနေကောင်းကြရဲ့လားကောင်းပါတယ်ကွာဒါနဲ့မင်းဖားနဲ့အမေရောနေကောင်းကြရဲ့လားကောင်းတယ်ဘိုးညံရဲ့မနေ့ကတော့မြို့သွားကြသေးရဲ့အေးငါလည်းမြို့သွားမယ်နဲ့အခုထိကိုမသွားဖြစ်သေးဘူးဟေ့ဒါနဲ့မင်းစောစောစီးစီးလာပုံထောက်တော့ကိစ္စတစ်ခုခုရှိပြီထင်တယ်သိန်းစောကိစ္စရှိဆိုရင်ဘိုးတော်သားကြီးလွတ်လိုက်လို့လေဗျာ
ဘိုးဆက်မောင်လေးသူ့သားနှစ်ယောက်ကမနေ့ကပဲတောတက်သွားလို့အဲ့ဒါငါ့ကိုလွတ်လိုက်တာမင်းဆရာကြီးဘိုးလူပေရောက်လို့ကွာဟေးဆရာကြီးရောက်ပြီဟုတ်လားဟာဝမ်းသာလိုက်တာသိန်းစော်ရငါတို့အားလုံးဘိုးလူပေကိုမျှော်နေတာကွာဒီကောင်ကျွဲသူတို့ရွာကိစ္စလေးကွာကျွဲသူတို့ရွာဘာဖြစ်လို့တော့ဘလူးမွေးလို့လေသိန်းစော်ရဲ့ဘာဘလူးမွေးလို့ဟုတ်လားဒီတခါလဲကြားလိုက်ပါတယ်ညောင်ဝိုင်းမှာဘလူးမွေးတယ်ဆိုတာအဲ့ဒါရွာသားတွေတက်ပြစ်လိုက်တယ်လို့ပြောတာပဲအခုလည်းမွေးပြန်ပြီလားမင်းတို့ရွာမှာလည်းဘလူးတော်တော်မွေးတာပဲကျွဲသူရဲ့မဟုတ်ဘူးသိန်းစောအခုထပ်မွေးတာမဟုတ်ဘူးအရင်တခါမွေးတယ်ဘလူးပဲကွာကျုပ်ကခက်မြန်မြန်ဝင်ပြောလိုက်တယ်ပြူဟေးအဲ့ဘလူးကတေးပြီမလားမွေးချင်းပဲတက်ပြစ်လိုက်တာဆိုမသေးဘူးသိန်းစောဘလူးမှတက်လို့မရလို့အရှင်တိုင်းပဲနေမြုပ်ပြစ်လိုက်တာအဲ့ဘလူးလေးကမသေးဘဲနဲ့အခုတစ်နှစ်ကြာတော့ပြန်ရောက်လာတာဘလူးကအကြီးကြီးဖြစ်နေပြီတဲ့ဟေ့ဟာတစ်နှစ်တည်းနဲ့အကောင်ကြီးကြီးဖြစ်သွားတာလားအခုဘာတွေလုပ်နေလို့တော့ရွာထဲကိုစပြီးတော့မှွေနေတာပေါ့ကွာအခုဟာလူပါသေးတဲ့အထိရောက်ပြီကွာဟေးဒီဘလူးငါတို့ရွာတွေစီကိုတော့ရောက်လာနိုင်တယ်နော်တာတေဟဲ့ကောင်သိန်းစော်ရညောင်ဝိုင်းနဲ့ငါတို့ရွာတွေကဘလောက်ဝေးလို့တော့ဒါပေမဲ့မပူပါနဲ့ကွာကျွဲသူတို့ကလည်းလေဘလူးနေရာကိုတိပြီကွာပြီးတော့ငါဆရာလည်းရောက်ပြီဆိုတော့မကြခင်ပြီးသွားမှာပါသိန်းစော်ဟာစိုးရိမ်နေမျက်နှာနဲ့ကျုပ်ကိုကြည့်တယ်ဗျအေးဒါပေမဲ့ငါအခုပြန်ဖို့တော့စိတ်ထဲမလုံးတလို့ပဲကွာလမ်းမှာဘလူးနဲ့ပတ်ပင်းတွေ့ရင်တော့ဒုက္ခပါပဲကွာကျွဲသူကသိန်းစော်ကိုကြည့်ပြီးတော့ရီပါတယ်သိန်းစော်ဆရာကြီးဘိုးလူပေနဲ့တာတီနဲ့လာတဲ့အခါမင်းပါလိုက်ခဲ့ပါလားငါစက်သားဟင်းကောင်းကောင်းချက်ကျွေးပါမယ်တော်ပြီကျွဲသူရမင်းစက်သားလည်းငါမစားချင်ဘူးညောင်ဝိုင်းကိုလည်းငါမလာရဲဘူးကွာကျုပ်ကသိန်းစော်ကိုကြည့်ပြီးတော့ရီမိတော့တာပေါ့သိန်းစော်ရဲ့ဒီလောက်လေကြောက်မနေပါနဲ့ကွာမင်းပြန်ရင်ဗန်ပွေးကုန်းကိုငါပါလိုက်ခဲ့မှာပါညောင်ဝိုင်းကိုတယောက်တည်းပြန်ရမယ်ကျွဲသူ့ကိုလည်းထည့်ပြီးတော့တွက်လိုက်ပါအောင်လားဟာခဏနေတော့အဘနဲ့မေကိုနှုတ်ဆက်ပြီးတော့ကျွဲသူရောသိန်းစော်ရောပြန်ကြတယ်ကျုပ်ကလည်းသိန်းစော်နဲ့အတူတူဗန်ပွေးကုန်းကိုလိုက်ခဲ့တော့တာပေါ့ဘိုးလူပေးလာရင်တဲနေကြဘိုးဆန်မောင်တို့ရဲ့အိမ်ကိုကျုပ်တို့တန်းလာခဲ့ကြတာဘိုးဆန်မောင်ဆိုတာကသိန်းစော်ရဲ့ဘာရီတော်တယ်ဗျခမားသိပါတယ်လွတ်တော်သားကြီးရဲ့ဘိုးတော်ကြီးလေးဗျဘိုးဆန်မောင်ကိုသူ့သားနှစ်ယောက်တင်ကြောက်ရတာမဟုတ်ပါသူ့တူတော်တဲ့သိန်းစော်ကပါကြောက်ရတယ်ကျုံနဲ့သိန်းစော်နဲ့အိမ်ပေါ်တက်လာတော့ဖျားဆင်ရှိမှာဘိုးဆန်မောင်နဲ့ကျုပ်ရဲ့ဆရာကြီးဘိုးလူပေထိုင်ပြီးတော့စကားပြောနေကြတာဘိုးလူပေကတော့မတွေ့ရကြလေဒီတိုင်းပါပဲအေးချမ်းချမ်းမျက်နှာနဲ့အယောင်တောက်နေတဲ့မျက်လုံးတွေကဘိုးလူပေရဲ့တင်ကေကြတွေပေါ့ဘိုးလူပေကကျုပ်ကိုပြုံးပြီးတော့ကြည့်ရဲ့ကျုပ်နဲ့သိန်းစော်ကဖျားကိုဦးတိုက်တယ်ပြီးတော့ဆရာကြီးဘိုးလူပေကိုဦးတိုက်တယ်မောင်တာတီတို့မိသားစုတွေနေထိုင်ကောင်းကြရဲ့လားကွဟုတ်ကဲ့ကောင်းပါတယ်ဆရာကြီးကျုပ်အဲ့လိုပြန်ပြောလိုက်တယ်ကျုပ်ရဲ့ဘေးကသိန်းစော်ကတော့အနေကျုပ်နေပုံပဲဗျဘာတွေကျုပ်ပြန်လိုက်အောင်မေအေးပြန်လေဝိုင်းထဲမှာမင်းအကြီးလေးရှိတယ်စောစောကပြောနေတန်ကြတယ်သိန်းစော်ထနောင်းကုန်းကပြန်လာရင်ဘာပြီးမလို့ဆိုလဲမသိပါဘူးကွာအကြီးလေးကိုသွားမိလိုက်အောင်ဟုတ်ကဲ့ပါတွေဆရာကြီးကျုပ်ပြန်လိုက်ပါအောင်မေအေးမောင်သိန်းစော်မောင်တာတိကိုသွားခေါ်ပြီးလို့ကျေးဇူးတင်ပါတယ်ကွယ်ဟုတ်ကဲ့ပါဆရာကြီးနောက်လဲလိုအပ်တာရှိရင်ပြောပါဆရာတာတီနဲ့ကျုပ်နဲ့ငယ်တငယ်ချင်းနေပါတာဓုဗျာတာဓုသိန်းစော်ပြန်သွားတော့မှဘိုးလူပေကညောင်ဝိုင်းကိစ္စကိုမေးပါတယ်ကျုပ်ကလည်းကျုပ်တငယ်ချင်းကျွဲသူရောက်လာကစားစပြီးတော့တခုမကြံပြောပြလိုက်တယ်ကျုပ်ပြောတာကိုဘိုးလူပေကခေါင်းလေးညှိပြီးတော့နားထောင်နေဘိုးလူပေတင်မဟုတ်ဘူးပြိုဘိုးဆန်မောင်ပါစိတ်ဝင်တစားနဲ့နားထောင်တာပြီးတော့ပြောတယ်ဗျတာတီရမင်းပြောတဲ့ဘလူးကိုငါတောင်ကြောက်လာပြီကွာဗန်ပွေးကုန်းနဲ့ညောင်ဝိုင်းဆိုတာ2 နာရီလောက်ရှောက်ရင်ရောက်တာလေဘလူးခြေထောက်နဲ့ဆိုရင်2 နာရီတောင်ကြာမှာမဟုတ်ဘူးကွာဟုတ်တယ်ဘိုးရဲ့အဲ့ဒီဘလူးရဲ့အနေရမသေးဘူးဗျအဲ့ဒါကြောင့်လေကျုပ်ဆရာကြီးကိုလှမ်းပြီးတော့ပင့်လိုက်ရတာအဲ့လိုကျုပ်ကဘိုးဆန်မောင်ကိုရိုးတီတီပြောပြလိုက်တယ်မောင်တာတီအခုပြောတဲ့အတိုင်းဆိုရင်ပြဿနာရဲ့အစာကျိန်စာပဲကွစုံမကြီးမေကုံရဲ့ကျိန်စာတတော်ကိုစူးရောက်တဲ့ပုံပဲညောင်ဝိုင်းသားတွေမေကုံရဲ့ကျိန်စာတင့်ကုန်ကြပြီဟုတ်ကဲ့ဆရာကြီးမေကုံရဲ့မြောက်ကိုညူမောင်ကဒူးလေးနဲ့ပြစ်သက်တော့မေကုံကဒေါသအကြီးကျယ်ဖြစ်သွားတယ်ဒီမြောက်ကသူ့သားလိုမွေးထားတဲ့မြောက်မလားပြီးတော့မေကုံရဲ့ဆုံးပညာနဲ့မြောက်ကိုစီရင်ထားတော့မြောက်ကလူလူတိပြီးတော့အိမ်တွေကိုရှောက်ခွင့်အဖိုးတန်ပစ္စည်းတွေကိုခိုးတဲ့အထိဖြစ်လာတာမောင်တာတီရဲ့ဆိုပြီးတော့ပြောလိုက်တယ်ဟာဒါဆိုရင်မေကုံရဲ့ဆုံးပညာတော်တော်ကိုမြင့်တဲ့ပုံပဲဆရာကြီးရဲ့မြင့်ပါပြီလားမောင်တာတီရဲ့ကျုပ်တို့တွေရှင်းလင်းပြရမယ့်အထဲမှာမေကုံမှာပါတယ်ကွဒါပေမဲ့မေကုံကအနေထိုင်ကောင်းတော့သူ့ကိုဘယ်သူမှရှာမတွေ့ကြဘူးမေကုံတည်သွားမယ်မှန်းတော့ကျုပ်တို့မသိလိုက်ကြဘူး
အခုမှပဲမောင်တာတီပြောလို့သိတာမေကုန်းရဲ့အသက်ကရာကျော်နေတယ်ဆိုတာဟုတ်တယ်အနည်းဆုံး150တော့ရှိမယ်လို့ထင်တယ်မေကုန်းတက်တဲ့စုံပညာမှာကျိန်စာတိုက်တဲ့ပညာတီးတန့်ကိုရှိတာဒါကိုလွယ်နဲ့ဖြေလို့မရအောင်အခုလိုအန်နီရဲ့ရှိလာတဲ့ဘလူးကိုကိစ္စတုံးပစ်လိုက်နိုင်ရင်တော့မှနောက်ထပ်ဘလူးတစ်ကောင်မွေးလာအောင်ပါပဲပြီးရင်အခုလိုအန်နီရဲ့တွေကြုံကြရအောင်ပါပဲမောင်တာတီရဲ့ဘလို့ပဲလို့ဘလူးတစ်ကောင်သိရင်ညောင်ဝိုင်းမှာနောက်ထပ်ဘလူးတစ်ကောင်မွေးလာအောင်ပါပဲဟာဒါဆိုရင်ဘလို့မှလုံးလို့မရတော့ဘူးပေါ့ဆရာကြီးရဲ့အဲ့လိုတော့လည်းမဟုတ်ပါဘူးမောင်တာတီရဲ့မေကုန်းရဲ့ကျိန်စာကိုဖျက်ပြစ်ရမှာပေါ့ကွာကျိန်စာပြတ်သွားရင်တော့နောက်ထပ်ပြီးတော့ဘလူးတစ်ကောင်မမွေးနိုင်တော့ဘူးလေလုံးရမှာလွယ်လွယ်ပါမလားဆရာကြီးရဲ့တိတ်တော့မခက်ပါဘူးမောင်တာတီရဲ့မေကုန်းတို့လို12ကျိုးပညာသည်တွေဆိုတာကကျိန်စာပါကိုင်ရင်တိတ်ကြောက်စရာကောင်းတာကွာဘာဖြစ်လို့လဲဆိုတော့သူတို့ကလူသားတည်သွားတာသူတို့ရဲ့ပညာဘူးကကြံနေရဲ့အဲ့ဒီပညာဘူးရှိနေသေးသမျှတော့သူတို့တိုက်ခဲ့တဲ့ကျိန်စာဆက်ပြီးတော့စူးနေမှာပဲဒီတော့သူတို့ရဲ့ပညာဘူးကိုအပီးတိုင်ရှင်းပစ်ပြီးမှကြံတာကိုဆက်လုပ်လို့ရမယ်ဒါဆိုရင်မေကုန်းကြီးရဲ့ပညာဘူးကိုကျုပ်တို့အရင်ရှာရမှာပေါ့နော်ဆရာကြီးရှာလို့ရောလွယ်ပါမလားဆရာကြီးရဲ့ပညာဘူးရှာနေတဲ့အချိန်သာကြာသွားရင်တော့ညောင်ဝိုင်းသားတော်တော်များများဘလူးတက်လို့တည်သွားမှစိုးရတယ်ဆရာကြီးရဲ့မောင်တာတီကလည်းမေကုန်းရဲ့ပညာဘူးကိုကျုပ်တို့ရှာလို့ပဲတွေ့လိမ့်မလဲပညာနဲ့ရှာမှရမှာပေါ့ကဲအခုမောင်တာတီအလုတ်ဆလုပ်ပြီးတော့ကွယ်ညောင်ဝိုင်းကိုသွားပြီးတော့မေကုန်းနဲ့သူ့ရဲ့မြောက်ကိုဘယ်နေရာမှာမြုပ်ထားတယ်ဆိုတာကိုတိတိကျကျသိတဲ့သူကိုရှာထားပြီးတော့မေကုန်းရဲ့တင်းញိုင်းကိုတူးဖို့အတွက်လူစုခိုင်းလိုက်မနှက်ပြန်နေလေကြရင်ကျုပ်တို့လာခဲ့မယ်လို့ပြောဟုတ်ကဲ့ပါဆရာကြီးကျုပ်ဒီနေ့သွားပြီးတော့အားလုံးစီစဉ်ခဲ့လိုက်ပါမယ်ကျုပ်ဆရာကြီးကိုကြော့ပြီးတော့ထနောင်းကုန်းကိုပြန်ခဲ့တယ်အင်းရောက်တာနဲ့အဘနဲ့အမေကကျုပ်ကိုစီးမိတယ်ကြောင့်အဘတို့ကလည်းဒီဘလူးကိစ္စကိုတော်တော်စိုးရိမ်နေတဲ့ပုံရတယ်ပထမဆုံးညောင်ဝိုင်းအတွက်စိုးရိမ်တာပေါ့ဗျာပြီးရင်တော့အနီးနားရွာတွေအတွက်စိုးရိမ်တာပေါ့ကျုပ်တို့ရွာတွေကလည်းညောင်ဝိုင်းတွေကဘာဝေးတာမှတ်လို့အဲ့ရဲ့ဘလူးဟာတနေ့မဟုတ်တနေ့ကျုပ်တို့ဘက်ကိုရောက်လာမှလေဗျာလူလေးကြီးညောင်ဝိုင်းကဘလူးတင်းကတော့ဒီအနီးနားရွာတွေကိုတော်တော်လေးပြန့်နေပြီကွာမင်းဆရာကြီးစီကိုသွားနေတော့မှပဲမီးလောင်ကုန်းကကိုတောင်းရောက်လာပြီးတော့ဒီအကြောင်းပဲပြောတာကိုတောင်းတော့မပြန်သေးဘူးဗန်ပွေးကုန်းကအဘတငယ်ချင်းကြော်ထိန်လေးရောက်လာတယ်ထနောင်းကုန်းထဲရကြည့်ပဲ9ယောက်6ယောက်ရှိပြီကွာဒီတည်င်းကိုလာပြောနေကြတာပြီးတော့လူလေးရောတိလားဆိုပြီးတော့မေးကြတာပေါ့ကွာဒီတော့အဘသူတို့ကိုဘာပြန်ပြောလိုက်တော့သူတို့ကြားတယ်လို့အဘတို့လည်းကြားတဲ့အကြောင်းသူတို့စိုးရိမ်တယ်လို့ပဲအဘတို့လည်းစိုးရိမ်တဲ့အကြောင်းလူလေးပင်းလိုက်လို့ဆရာကြီးဘိုးလူပေကြွလာပြီဖြစ်တဲ့အကြောင်းလူလေးလည်းဆရာကြီးနဲ့သွားပြီးတော့တွေ့နေပြီဆိုတဲ့အကြောင်းนี่အဘပြောလိုက်ရတာပေါ့ကွာဒီနီးနားရွာတွေရောအဘတို့ရွာမှာရောကင်းတွေကိုကြက်ကြက်မမတ်စောင့်ကြတော့မှာတယ်ကွာကျုပ်ကဘိုးလူပေပြောတာကိုအဘတို့ကိုပြောပြလိုက်တယ်ကျုပ်ပြောတာဆုံးတော့အမေကကျုပ်ကိုပြောတယ်ဗျဟဲ့တာတီဒါဆိုရင်နေညောင်ဝိုင်းကိုသွားရတော့မှာပေါ့ဟုတ်လားဟုတ်တယ်မေထမင်းစားပြရနဲ့ကျုပ်သွားမှဖြစ်မယ်ညောင်ဝိုင်းကိုရောက်ရင်ကျွဲသူနဲ့တွေ့ပြီးတော့ရွာလူကြီးတွေနဲ့လှုပ်ရှားရှိရည်လို့ကိုစီစဉ်ရမှာအမေရဲ့အေးဒါဆိုရင်အမေထမင်းခူးလိုက်မယ်အမေတို့ကစာရာနဲ့စားနှင်းလိုက်ပြီးဟုတ်ကဲ့အမေကျုပ်ထမင်းစားနေတော့အမေကကျုပ်ကိုတတိပေးသေးတယ်ဗျညောင်ဝိုင်းကိုနေတယောက်တည်းသွားလို့ဖြစ်ပါမလားအဖော်လေးပါလေးခေါ်သွားပါအောင်လားတာတီရဲ့မခေါ်တော့ပါဘူးမေရဲ့ကျုပ်တယောက်တည်းပဲခတ်တုတ်တုတ်သွားလိုက်ပါမယ်ပြန်လာရင်တော့ကျွဲသူတို့တွေလိုက်ပို့မှာပါအေးတတိနဲ့တော့သွားလူလေးရဲ့ယတနာ3ပါးကိုမပြတ်အောင်မိထားကွပြီးတော့လူလေးရဲ့ဆရာကြီးတွေတင် जा ပေးထားတဲ့ဂါရာတွေမန်တန်တွေကိုရွတ်ပေါ်ကွအဘတို့အမေတို့ကမိဘလေးဗျာသားသမီးကိုစိုးရိမ်ကြတာပေါ့စိတ်ချနော်ဗျစိတ်ချကျုပ်တတိထားပါမယ်အမေပြင်ပြီးတဲ့ထမင်းပွဲကိုကျုပ်အားပါတရစားလိုက်တယ်ဗျပြီးတာနဲ့ဈေးလွယ်အိတ်ကိုဆလွယ်တိုင်းပြီးတော့ကျုပ်ထွက်လာခဲ့တယ်ခက်တုတ်တုတ်လျှောက်တော့ညောင်ဝိုင်းကိုတနာရီကျော်ပဲကြာပါတယ်ကျုပ်ရောက်လာတယ်ကျုပ်ကိုတွေ့တော့ကျွဲသူကတော်တော်အံ့ဩသွားတာမနက်ကမှသူနဲ့ကျုပ်နဲ့လမ်းခွဲပြီးတော့တိန်းစော်နဲ့ကျုပ်ဗန်ပွေးကုန်းကိုသွားကြတာသူကညောင်ဝိုင်းကိုပြန်နေလေအခုနေ့လေရောက်တော့ကျုပ်ကသူ့စီကိုရောက်လာတယ်ဆိုတော့ဒီကောင်အံ့ဩသွားတာပေါ့ပြီးတော့ကျွဲသူကလူလင်းပြဒီကောင်ကချက်ဆိုရင်ငကွက်ကမီးတောက်တဲ့ကောင်ဒါတီဆရာကြီးဘိုးလူပေရောပါလာပြီလားမပါသေးဘူးကွာဆရာကြီးကမနှက်ပြန်ညနေ3နာရီလောက်မှကြွလာမှာဟာဟုတ်လားဒါဆိုရင်မနှက်ပြန်ငါကိုယ်တိုင်လှဲနေလာကြုံမယ်တာတီအခုမင်းလာတာဒီအကြောင်းကိုလာပြောတာလားကျွဲသူကကျုပ်ကိုမေးတယ်မဟုတ်ဘူးကျွဲသူဆရာကြီးကခိုင်းလိုက်လို့ငါလာတာကဲရွာလူကြီးတွေတအိမ်မှာစုကွာပြီးတော့မှဆရာကြီးမာတာကိုငါပြောမယ်မင်းနဲ့ငါနဲ့နှစ်ယောက်တည်းလှုပ်ရမယ့်ကိစ္စမဟုတ်ဘူးလေကျွဲသူရဲ့အေးပါကွာငါသိပါတယ်
တကြီးအိမ်မှာပဲစုရမှာပေါ့ကွာငါစိတ်အိမ်ကောင်းကိုညွန့်သွားပြီးပြောလိုက်အောင်မေတကြီးအိမ်မှာလူစုံတော့သူတို့လာခေါ်လိုက်မယ်မင်းဒီကပဲစောင့်နေငါချက်ချင်းပြန်လာခဲ့မယ်ကျုပ်ကကျွဲသူတို့အိမ်ကနေစောင့်နေတော့တာကျွဲသူတို့အိမ်ကခြေတန်းရှိအောက်မှာခုံတန်းရှိနှစ်တန်းနဲ့စပွဲတစ်လုံးချထားတယ်ကျွဲသူထွက်သွားတာနဲ့ကျွဲသူရဲ့အဘနဲ့အမေကရင်နှွေးဦးနဲ့စီးပေါ်လေးပြခံခွက်တွေယူလာပြီးတော့ကျုပ်ကိုဧည့်ခံတယ်ကျွဲသူရဲ့အဘပြုံးပြီးတော့ပြောတယ်ဗျအဘကျွဲသူရဲ့အဘကိုစိတ်မဲကွဟောတာကျွဲသူရဲ့အမေမတ်စိတ်မေးတဲ့ဓာတ်ထက်မောင်ကထနောင်းကုန်းကတာတီဆိုတာမှတ်တယ်မဟုတ်ပါရဲ့ဘာထွေကျုပ်ကတာတီပါကျွဲသူနဲ့ကျုပ်နဲ့ကမြို့ကျောင်းမှာတူတူနေခဲ့ကြတာပါငယ်တငယ်ချင်းကျောင်းနေဖက်တွေပါဘာထွေအော်အေးတာတီဘာထွေတို့ရွာရဲ့အဖြစ်ကတော့တော်တော်ကိုစိတ်ညစ်စရာပါပဲကွတရွာလုံးအကုသို့ဝင်တာပေါ့ဘယ်ကနေဘလို့ရောက်လာမှန်းမသိတဲ့မဲကုံဆိုတဲ့ဆုံးမကြီးဒုက္ခပေးခဲ့တာပေါ့အခုကျုပ်တို့တရွာလုံးကတော့မောင်ရဲ့ဆရာကြီးဘိုးလူပေးကိုပဲအာကိုတကြီးမျှော်နေကြရတော့တာပေါ့ကွဘာမှမစိုးရိမ်ပါနဲ့ဘာထွေကျုပ်ကဆရာကြီးဘိုးလူပေးနဲ့လိုက်ပြီးတော့ကိစ္စတော်တော်များများကိုဆောင်ရွက်ဖူးပါတယ်အခုကိစ္စတော်ရုံပညာနဲ့တော့မရတော့ဘူးဗျဆရာကြီးတို့ပညာမျိုးနဲ့မှရမှာမနှက်ဖြန်ဆိုရင်ဆရာကြီးကညာဝိုင်းကိုကြွလာမှာပါကြားရတာဝမ်းသာလိုက်တာငါတူရဲ့ကျွဲသူရဲ့အမေကလည်းဝမ်းသာအားရပြောတယ်ဗျတာတီခဏဆိုရင်တို့တကြီးအိမ်ကိုသွားကြမယ်ဟိတကြီးတော့အားချင်းလူစုနေပြီကွာဒါနဲ့မင်းထမင်းရောစားခဲ့ပြီလားမစားရသေးရင်အိမ်မှာစားတော့တာတီဟာကျွဲသူကလည်းငါစားပြီးမှထွက်လာတာပါကွာမင်းပြန်ဖို့လည်းဘာမှမပူနဲ့ငါတို့လိုက်ဖို့ကြမှာအေးပါကွာကျွဲသူရေလူစုံပြီဟိဆရာတာတီကိုပင့်ခဲ့ပြီတော့စိန်ကောင်းကပြောပြီးမှကျုပ်ကိုကြည့်ကအံ့ဩနေတယ်ဟာကုညွန့်ဆရာဆိုတော့လူကြီးလို့ထင်နေတာတာတီကကျုပ်တငယ်ချင်းပါဗျကိုကြီးညွန့်ကလည်းကျုပ်ကဆရာမဟုတ်ပါဘူးဗျဆရာတွေနဲ့လိုက်ပြီးတော့ကုညီလောက်ကင်ပေးတဲ့ကောင်ပါဗျကျုပ်ကလည်းမနေတာတော့ဝင်ပြောလိုက်ရတော့တယ်ဟာကြီးတာငယ်တာနဲ့မဆိုင်ပါဘူးကွာပညာပါပဲကဲဆရာကိုတာတီကြွပါဗျာကျုပ်ကလည်းကိုညွန့်ကိုဘာမှမပြောတော့ဘူးပြိုတကြီးအိမ်ကိုရောက်တော့ညောင်ဝိုင်းတကြီးကဥပပွားတဲ့အရက်ရှိအသားညွညွနှက်ခမ်းမွေးနဲ့ရောင်တုံးနေဗျမျက်နှာကြည့်ရတာတော့တော်တော်လေးစိတ်သဘောထားကောင်းမဲ့ပုံပါပဲကျုပ်တို့ရဲ့ထနောင်းကုန်းတကြီးဥပိုးတင်တော့ဒေါသကြီးမဲ့ပုံမပေါ်ဘူးဗျကျုပ်ကကျုပ်စီကိုကျွဲသူရောက်လာရာကနေစပြီးတော့ဆရာကြီးကိုပေးလျှောက်တဲ့အကြောင်းဆရာကြီးကလည်းအထက်မိတ်နဲ့ဆုံးမကြီးမဲကုန်းကိုရှာနေပေမဲ့မတွေ့ခဲ့တဲ့အကြောင်းအခုတော့မဲကုန်းရဲ့ကျိန်စာတင့်နေတဲ့ရွာကိုကယ်ဖို့လုပ်နေပြီဖြစ်တဲ့အကြောင်းပြီးတော့ဆရာကြီးမှာတဲ့အတိုင်းပေါက်တူးပေါက်ပြအစုံလင်းနဲ့လူစုထားဖို့မဲကုန်းနဲ့သူ့ရဲ့မြောက်ကိုမြုပ်ထားတဲ့နေရာကိုအတိအကျရှာထားဖို့မဲကုန်းရဲ့တင်းញိုင်းကိုမနှက်ပြန်ကြရင်ဆရာကြီးကြောင့်ရင်ပြန်တူးမဲ့အကြောင်းဆရာကြီးကမနှက်ပြန်3နာရီမှကြွမဲ့အကြောင်းတွေပြောတော့ညောင်ဝိုင်းတကြီးဟာစိန်ကောင်းတွေကိုကျုပ်ရဲ့ရှိမှတင်တောင်းဝင်နေခွဲတော်တာပြို့မနှက်ပြန်ဆရာကြီးနဲ့ကျုပ်နဲ့ကိုကြိုဖို့အတွက်လဲပါတခါတည်းစီစဉ်ခိုင်းထားတယ်အားလုံးကိစ္စပြီးလို့ကျုပ်ပြန်တော့ကျွဲသူနဲ့ကာလာသား4-5ယောက်ကထနောင်းကုန်းကိုအရောက်လိုက်ပို့ပေးကြတယ်နောက်နေ့ကျတော့ကျုပ်ကဗန်ပွေးကုန်းကိုသွားတယ်တာတီမနေ့ကမင်းပြန်သွားတယ်ဆိုကြရဘိုးလူပရအလောက်စတော့တာကွာပတိစိတ်တရားထိုင်နောက်အင်းတွေချတယ်ငါတို့မိသားစုလည်းဆရာကြီးနှောက်ရှက်ဖြစ်မှာဆိုလို့စကားတော့တူတူပဲပြောကြရတာဟိကျုပ်ဗန်ပွေးကုန်းကိုရောက်ပြီးတော့တိတ်မကြပါဘူးကျွဲသူကလှဲနဲ့ရောက်လာတယ်ဆရာကြီးနဲ့ကျုပ်ကလည်းဘိုးဆံမအောင်နှုတ်ဆက်ပြီးတော့ညောင်ဝိုင်းကိုထွက်ခဲ့ကြတော့တာပေါ့ညနေ4 နာရီခွဲလောက်ညောင်ဝိုင်းကိုရောက်တော့တကြီးဥပပွားတို့အိမ်ကိုတန်းသွားတယ်တကြီးအိမ်မှာကျုပ်တို့ကိုညစာကျွေးတယ်ဆက်ထားလိုက်တဲ့ဟင်းရလဲစုံလို့ဗျဆရာကြီးစားပြီးတာနဲ့ကျုပ်ကိုကျွေးတယ်ကျုံနဲ့တူတူဒီညအလုံးလုံးမဲ့သူတွေကိုပါကျွေးတယ်ဗျကျုံနဲ့ကျွေးသူဟာထမင်းစားရင်းနဲ့ညောင်ဝိုင်းသားတွေနဲ့ပါစကားပြောကြတယ်အားလုံးစားတော့ပြီးတော့နွားရိုင်းသွင်းချိန်တော့ရောက်ခဲ့ပြီနွားရိုင်းသွင်းချိန်ကျတော့ညီကူမတိတတိအချိန်ပြီးရနဲ့မိုးဆုံဆုံချုပ်ပြီးပေါ့ဗျ10အိမ်ကောင်း9ယောက်ကဥဆောင်ပြီးတော့ကာလာသား10ယောက်ကိုရွေးထားတယ်အားလုံးဗလာကောင်းကောင်းလေးကြည့်ပဲကျွဲတိုးရဲ့သူ့ရဲ့တငယ်ချင်းငပြူးလဲပါတယ်ကျန်တဲ့ယောက်ျားတွေကဓာတ်လန်နေနဲ့ရွာကိုစောင့်ရှောက်ဖို့နေခဲ့ကြတာပေါ့ဗျာညောင်ဝိုင်းတကြီးကအစီမံနေလွတ်ကောင်းတာပြို့ရွာတောင်ပိုင်းမှာဘယ်နှယောက်ခေါင်းဆောင်ကဘသူရွာမြောက်ပိုင်းအနောက်ပိုင်းအရှေ့ပိုင်းမှာဘယ်နှယောက်စီခေါင်းဆောင်တွေကဘသူတကယ်လို့ဘလူအထဲကိုဝင်လာရင်အချက်ပေးတန်ကြောင်ဘလူခောက်ရမရအစာပြောတာဗျည9 နာရီတိမှာကျုပ်တို့ရွာပြင်ကိုထွက်တယ်မေကုန်းကြီးကိုလည်းရွာနဲ့ဝေးဝေးမှာမြုပ်ထားတာပဲဗျထနောင်းပင်ကြီးတပင်အောက်မှာတိတိကျကျကိုအမတ်အသားလှုပ်ပြီးတော့မြုပ်ထားကြတာအောက်လင်းဓမီကြီးနှလုံးကိုအစင်သင့်စိုက်ထားတဲ့တိုင်နှလုံးမှာချိတ်လိုက်ကြတယ်ဒီတိုင်လေးကိုနေ့လေလောက်ကလေးကလာပြီးတော့စိုက်ထားတဲ့ပုံပဲဗျရာခင်းဆက်ကထနောင်းပင်ကြီးရဲ့အောက်မှာလင်းထိန်သွားတာပေါ့ဗျတူးပြီးပြူတူးကြပြီ
ညီလိုက်တဲ့ညောင်ဝိုင်းသားတွေဗျာကျွဲတူရောငပြူရောဝင်တူးကြတာဗျတော်တော်နဲ့တူးပြီးတော့ကိုစုံမရဲ့အလောင်းမြုပ်ထားကြတာတူးတဲ့သူတွေချွေးပြပြိုက်ကြတော့မှပဲတွေ့တော့တယ်ဟာတွေ့ပြီဖြည်းဖြည်းတော့ဖြည်းဖြည်းပုံမပြတ်စေနဲ့စိန်ကောင်းတယောက်ကကျင်းထဲကိုဆင်းလိုက်တယ်ဟာခေါင်းကအကောင်းကြီးရှိသေးတာပဲကွာဟေးနှစ်တောင်ကျော်မှမဆွေးသေးဘူးလားအကောင်းရိုက်ထားတာလေကွာပြင်တွေကပြင်ကောင်းနေလေထူလဲထူလို့မဆွေးသေးတာရှိမှာပေါ့ဆရာကြီးဒီကောင်းကိုအပေါ်တင်လိုက်ရမလားကျင်းနေစင်းနဲ့စိန်ကောင်းကဘိုးလူပီကိုမေးပါတယ်ဘိုးလူပီကခေါင်းငိမ့်ပြပြီးတော့ပြောတယ်တင်ရမှာပေါ့ပြီးရင်မီးတကြိုပြည့်ရမှာလေကဲအကောင်းကိုအပေါ်ကိုရောက်အောင်လို့ဝိုင်းပြီးတော့တင်ကြပြီးတော့ဟုတ်ကဲ့ဆရာကြီးရဲ့စကားဆုံးတာနဲ့ညောင်ဝိုင်းသားတွေကမြေကျင်းသားကိုကတ်သွားကြပြီးတော့အသင့်ပါလာတဲ့နွားချီကျိုးတွေနဲ့အကောင်းကိုတိုင်းပြီးတော့ဆွဲတင်ကြတယ်ကျင်းတွေကမားတဲ့သူကမှအပေါ်ကဆွဲတဲ့သူကဆွဲနေစုံမကြီးရဲ့ခေါင်းကြီးဟာမြေကြီးပေါ်ကိုရောက်ကြောပြူကဲအကောင်းဖုံးကိုဖွင့်လိုက်ကြပြီးတော့အသင့်ယူလာခဲ့တဲ့တန်ကလောနဲ့အကောင်းဖုံးကိုဖွင့်ကြတာပေါ့သိမကြပါဘူးအကောင်းဖုံးပွင့်သွားတယ်အကောင်းဖုံးပွင့်တာနဲ့ညောင်ဝိုင်းသားတွေရဲ့ခေါင်းတွေကတိုင်ပင်မထားဘဲနဲ့အကောင်းလေးကိုငုံကြည့်ကြတော့တာဟာအယိုးကျနေပြီပဲဟိုမှာမြောက်ကပ်ပလီဟိုမှာဒီကောင်လေးခွေလေးအယိုးကျနေတာဟိနှစ်ကျော်မှအယိုးကျပြီပေါ့ကွာဘိုးလူပီကစုံမရဲ့အလောင်းကိုလင်းထိန်နေတဲ့မီးရောင်အောင်မှာတိတိကျကျကြည့်နေတယ်ဗျမောင်တာတီပြားစရာကြီးမြောက်အယိုးစုကိုအတားလေးမယူလိုက်ကွကျုပ်ကရှေ့ကိုကြပြကြရတိုးပြီးတော့ယူမယ်လို့တော့မောင်တာတီမြောက်ကောင်းကိုထဲမှာမေကုံးရဲ့ပညာဘူးရှိတယ်တော်တော်စွမ်းနေဆုံးမှာပဲကွမြောက်ကောင်းထဲကိုသူ့ရဲ့ပညာဘူးထည့်ပြီးတော့ဖွက်ထားနိုင်တယ်ဆိုတာနဲတဲ့အစွမ်းလားကွကျုပ်ကကပ်ပလီလို့ခေါ်တဲ့စုံမကြီးမေကုံးရဲ့မြောက်လိမ္မာကြီးရဲ့အယိုးစုကိုပြုတ်မထွက်အောင်လို့တိတိကျကျမယူလိုက်တယ်ချမောင်တာတီဒီနားမှာချရော့ဟော်ရီဒါနဲ့မြောက်ရဲ့ခေါင်းခွန်ကိုခွဲဆန့်ကွယ်ကျုပ်ကဘိုးလူပေးပေးတဲ့ဓမ္မပုံစံလုပ်ထားတဲ့ဓာလီနဲ့မြောက်ရဲ့ခေါင်းခွန်ကိုခက်ဆဆလေးခုတ်ပြီးတော့ခွဲလိုက်တယ်ဟောကွဲသွားပြီမြောက်ခေါင်းခွန်နှစ်ချမ်းကွဲသွားပြီဟာခေါင်းခွန်ထဲမှာအယောင်လေးလက်နေတဲ့ဘူးလေးဗျကျုပ်တို့အညာသားတွေဝမ်းသွားရင်ဝဲတောင်းလေးရှိရဲ့ပေါ်ကျုံကွေးဆိုတဲ့စေးပလင်းလေးလောက်ပဲရှိရဲ့အထဲမှာဘာပါလို့အယောင်လေးလင်းနေတာလုံးတော့မပြောတတ်ပါဘူးမောင်တာတီဘေးကိုဖယ်လိုက်ဘိုးလူပီကကျုပ်ကိုဘေးဖယ်ခိုင်းပြီးတော့အင်းလက်ကင်ဘွားနဲ့ပလင်းကိုအုပ်ပြီးတော့ယူလိုက်တယ်ပြီးတော့ပလင်းလေးကိုအင်းလက်ကင်ဘွားထဲမှာထုတ်ထားလိုက်တယ်ကဲရပြီမောင်တာတီမေကုံးရဲ့ပညာဘူးတော့ရပြီကွယ်မေကုံးနဲ့သူ့မြောက်ရဲ့အယိုးတွေကိုပြကြအောင်လို့မီးရှို့ကြပြီးတော့ဘိုးလူပီပြောတာကိုကျုပ်ကကျွဲတူးနဲ့ညောင်ဝိုင်းသားတွေကိုပြောလိုက်တယ်လာကလေးကဘိုးလူပီပြောတဲ့အတိုင်းထင်းစည်းတွေထမ်းလာကြတာဆိုတော့ချက်ချင်းအလောင်းစင်ကိုပြင်ပြီးတော့မေကုံးရဲ့အခေါင်းကြီးကိုမီးတကြိုဖို့လှုပ်ကြတယ်မြောက်ရဲ့အယိုးစုကိုလည်းအခေါင်းထဲကိုပြန်ထည့်ပြီးတော့ရောပြီးတော့ရှို့ရမှာပေါ့ဗျာအားလုံးအစင်သင်းဖြစ်တော့အယိုးတွေကိုရောထင်းတွေကိုရောရေနံစီလောင်းပြီးတော့မီးရှို့လိုက်တယ်ရွာထမ်းလာကြတဲ့ထင်းတွေမှာမနှဲပါဘူးဟောတောက်ပြီးတောက်ပြီးမီးတွေဟုံထအောင်ကိုတောက်တော်တာဘိုးလူပီကခက်လန်းလန်းကိုသွားပြီးတော့လက်ထဲကအင်းလက်ကင်ပွားနဲ့ထုတ်ထားတဲ့အထုပ်ကလေးကိုတဲပေါ်မှာချလိုက်တယ်ကျုပ်ကတော့ဆရာကြီးရဲ့နောက်ကိုကပ်ပြီးတော့လိုက်လာခဲ့တော့တာပေါ့မောင်တာတီကျုပ်အင်းပေါက်လိုက်ရင်ဟောဒီပညာဘူးကပျက်စီးသွားလိမ့်မယ်အဲ့ဒီခါကျရင်ဘလူးပြေးလာလိမ့်မယ်ကွကျုပ်ကဘလူးကိုအင်းနဲ့ပစ်မယ်ဒါပေမဲ့ကျုပ်ပစ်တဲ့အင်းကဘလူးကိုခဏပဲမိန်မောသွားမှာနော်3မိနစ်4မိနစ်လောက်တော့ကြာလိမ့်မယ်အဲ့ဒီအချိန်တွင်းမှာမောင်တာတီကဟောဒီချီမန်းကွင်းကိုဘလူးကောင်းကနေဆွတ်ချလိုက်ပြီးတော့ဒီချီမန်းကွင်းအစွမ်းဘလူးရဲ့အားတွေရော့ကျသွားလိမ့်မယ်ဟုတ်ကဲ့ဆရာကြီးကျုပ်လည်းပြောဆူဆူနဲ့ကတောင်းကြိုက်လိုက်တယ်ဆရာကြီးပေးတဲ့ချီမန်းကွင်းကိုလည်းလှမ်းယူလိုက်တယ်ဆရာကြီးနဲ့ကျုံနဲ့စုံမကြီးကိုမီးတကြိုတဲ့နေရာပြန်ရောက်တော့ဆရာကြီးကအင်းတစ်ချက်ထုတ်ပြီးတော့မီးတောက်ကြီးထဲကိုပစ်ထည့်လိုက်တယ်ဝုန်းဆိုတဲ့အတန်ကြီးမြည်ပြီးတော့မီးတောက်ထဲမှာအယောင်တွေတဝင်းဝင်းနဲ့ထလာတယ်ဟာအနီရောင်လင်းတန်းကြီးပြစုံမကြီးကိုရှို့နေတဲ့မီးတောက်ကြီးတွေကထွက်လာတာဟောအပေါ်ထိုးထက်သွားပြီဖြူပြန်သွားပါပြီအနီရောင်လင်းတန်းကဆက်တွေပြေးတယ်လို့ပြေးသွားတာဖြူဟာစိုးစိုးကဆရာကြီးချခဲ့တဲ့မေကုံးရဲ့ပညာဘူးစီကိုသွားတာပါလားစိုက်ဆင်းသွားပြီအနီရောင်လင်းတန်းကြီးကမေကုံးရဲ့ပညာဘူးကိုထိတာနဲ့ဝုန်းဆိုတဲ့အတန်ကြီးပေါ်လာတာပဲအလင်းရောင်တွေဖြာထွက်လာပြီဖြူအစိမ်းရောင်အဝါရောင်အနီရောင်လိမ္မော်ရောင်ဒါဆုံးမရဲ့ဆက်တွေဖြစ်မယ်ညောင်ဝိုင်းသားတွေဆိုတာအံ့ဩပြီးတော့ပါဇက်ဟောင်းလောင်းတွေဖြစ်ကုန်ကြတော့တာပေါ့အယောင်ဆုံးဖြာထွက်လာတဲ့ဆက်တွေကလူတရက်လောက်အမြင့်ထိကိုတက်လာတယ်သွားပြီဖြူဝုန်းဆိုတဲ့အတန်ကြီးမြည်ပြီးတော့အားလုံးပျောက်သွားပါရောဘိုးလူပေဟာလက်ထဲမှာကင်လာတဲ့လူတရက်လောက်တောင်ဝိကြီးကိုထိပ်ပိုင်းကိုကင်ပြီးတော့လှည့်လိုက်တယ်ပြီးတော့ဆွဲချွတ်လိုက်တယ်ဟင်လှမ်းပါလားဟ
ဟုတ်တယ်မောင်တာတီအဲ့ဒါရက်ခလှန်တန်လို့ခေါ်တယ်အထက်ပုဂ္ဂိုလ်တွေထိမ့်သိမ့်ထားတာဒီကိစ္စအတွက်ပေးလိုက်တာကိစ္စပြီးရင်ပြန်အပ်ရမှာကွဟာဘလူးကြီးလာပြီဟေးဘလူးလာပြီရောင်ဝိုင်းသားတွေကတအားလန့်ကုန်ကြတယ်ခမရတို့နောက်ကိုနည်းနည်းစုပ်နေကြကျွဲသူမင်းလည်းနောက်ကိုစုပ်တာတီငါနောက်မစုပ်ဘူးမင်းကိုကူမယ်မဟုတ်ဘူးကျွဲသူမင်းမအတွေ့အကြုံမရှိဘူးလေကွာသွားမင်းတို့ရွာသားတွေကိုခေါ်ပြီးတော့ခက်လန်းလန်းအနေကြည့်နေကြဒီတော့မှကျွဲသူကသူ့ရဲ့ရွာသားတွေနဲ့လိုက်သွားတယ်ဒီကောင်တငယ်ချင်းစိတ်တော့ရှိသားဆိုပြီးတော့ကျုပ်တွေးလိုက်တယ်မောင်တာတီတတိထားတော့ဘလူးပြေးလာနေပြီဘိုးလူပေပြောတော့မှကျုပ်ကနောက်ကိုလှည့်ကြည့်လိုက်တယ်ဟာဘလူးပြေးလာနေတာဖုံကိုအလုံးလိုက်ပဲပြူတပြေးပြေးနီးလာပြီကိုလုံးကလူနှစ်ယောက်စာထက်တောင်ကြီးမယ်လို့ထင်တယ်ဘလူးကလက်သီးကြီးတွေစုပ်လို့ပြလာမောင်တာတီပြောဆူဆူနဲ့ဘိုးလူပေရှေ့ကိုထွက်သွားတယ်ကတောင်းကိုမြောက်နေအောင်ကြိုက်ထားတဲ့ကျုပ်ကဘိုးလူပေပေးထားတဲ့ချီမန်းကွင်းကိုကင်လို့ပေါ့ဘိုးလူပေနောက်ကနေခတ်တုတ်တုတ်လိုက်ခဲ့တယ်ဘိုးလူပေကတော့နည်းနည်းမှကိုအကြောက်လန့်မရှိတာပါအေးအေးစစ်စစ်ပဲဗျဘလူးလာမဲ့လမ်းနေကိုစောင့်နေတာဘလူးကစုံမအောင်မီးတကြူတဲ့စီကိုပြေးလာတဲ့ပုံပဲနီးလာပါပြီဟောဝါတပြိုက်ပြစ်ပြီးဘိုးလူပေပြေးပြီးတော့အင်းနဲ့ပြစ်လိုက်ပြီးတချိန်တိုးပြေးလာတဲ့ဘလူးတုံငနေဖြစ်သွားပြီးငိုင်သွားတယ်ဟောဒူးထောက်လျက်ကျသွားပြီဖြူမောင်တာတီချီမန်းကွင်းစွတ်တော့ကျုပ်ရဲ့အင်ကြီးတွေလေထဲမှာလွင့်မြောက်နေတယ်ဒူးထောက်လျက်ထိုင်နေတဲ့ဘလူးရဲ့ပေါင်ပေါ်ကိုကျုပ်ပြေးတက်ပြီးတော့ဘလူးရဲ့ခေါင်းရည်ကိုချီမန်းကွင်းစွတ်ချလိုက်တယ်မောင်တာတီရော့ဒီလန်ကိုယူဘာလို့ရမလဲဆိုတာမောင်တာတီသိတယ်မလားသိတယ်ဆရာကြီးလန်ကိုမနှုတ်နဲ့ဒီတိုင်းထားလိုက်ဟုတ်ကဲ့ဆရာကြီးကျုပ်ကလန်တန်ကိုလက်ထဲမှာကင်ပြီးတော့ဘလူးရဲ့ခြေနီကိုကြည့်ရဲဘလူးကလည်းကျုပ်ကိုကြည့်ရဲဒါပေမဲ့ဆရာကြီးရဲ့ချီမန်းကွင်းအစွမ်းကြောင့်ဘလူးမှာအင်းနေအစွမ်းနေမရှိတော့ဘူးလို့ထင်တယ်ပြေးပါပြီကျုပ်ပြေးပြီခုံပါတယ်ကျုပ်ခုံပြီးတော့ဘလူးရဲ့ရင်ဝတက်တဲ့ကိုလှန်နဲ့ထိုးသွင်းလိုက်တယ်လှန်ကတပြေးပြေးနဲ့အဆုံးထိဝင်သွားတယ်ဘလူးရဲ့မချိမဆန့်အော်တန်အရာညောင်ဝိုင်းတင်မကပါဘူးအနီးနားရွာတွေပါကြားရလောက်တယ်ကျုပ်ကလှန်ကိုလက်မလွတ်ဖဲနဲ့ဖိထိုးထားတယ်သွားပါပြီဘလူးဒူးထောက်လျက်ကြီးပြုတ်ကျပြီးတော့ငြိမ်သွားတယ်ကျုပ်ကလှန်ကိုမနှုတ်ဖဲနဲ့ဖိထိုးထားတော့မှမောင်တာတီပြီးသွားပါပြီလှန်ကိုဆွဲနှုတ်လိုက်တော့ကျုပ်ရဲ့နောက်မှာဘယ်တော့ရောက်နေမှန်းမသိတဲ့ဘိုးလူပေပြောလိုက်တော့မှကျုပ်စိတ်ချသွားပြီးတော့လှန်ကိုဆွဲနှုတ်လိုက်တယ်ဘလူးကထိုင်လျက်ကြီးနဲ့တည်နေတာမျက်လုံးကြီးတွေကလည်းပြူးနေတာဆိုတော့တေလားမတေလားကျုပ်မသိဘူးလေဗျာညောင်ဝိုင်းသားတွေပြေးလာကြရောဗျတတ်တီမင်းဘာဖြစ်သွားသေးလဲကျွဲသူကကျုပ်ကိုစိုးရိမ်တကြီးနဲ့မေးတာဗျငါဘာမှမဖြစ်ပါဘူးကွာကျွဲသူရဲ့ဆရာကြီးရဲ့ချီမန်းကွင်းစွတ်မိသွားကြတာဒီကောက်မှာဘလူးအစွမ်းမရှိတော့ဘူးလေကွာညောင်ဝိုင်းသားတွေကိုဘိုးလူပေးကဘလူးမြုပ်ဖို့နေရာရှာခိုင်းလိုက်တယ်ပြီးတော့ဘလူးကိုတိုင်းတာပြီးတော့မြေကျင်းနဲ့တူးခိုင်းနေကျွဲသူတို့ဘလူးမြုပ်ဖို့လုပ်နေတဲ့အချိန်ကျုပ်ကရက်ခလန်တန်ကိုတိတိကျကျစေးကြောပြီးတော့တန့်စင်အောင်လုပ်ရတော့တာပေါ့ကျုပ်ပြီးလိုက်တဲ့ရက်ခလန်တန်ကိုဘိုးလူပေးကအဖုံးကိုတိတိကျကျပြန်ဆွတ်လိုက်တယ်ဘိုးလူပေးကရက်ခလန်တန်ကိုတောင်ဝိလိုမျိုးကင်ထားလိုက်တော့လှန်မန်းမသိကြတော့ဘူးပေါ့ကျုပ်တောင်ဘိုးလူပေးရဲ့တောင်ဝိရှိကင်လာတယ်လို့ပဲထင်တာကိစ္စအားလုံးပြီးတော့တကောင်ကြော်တော့ကြော်နေပြီညောင်ဝိုင်းကိုပြန်ရောက်တော့တကြီးနဲ့ရွာသားတွေကစီးကြုံနေကြတယ်အားလုံးပျော်သွားကြတာပြို့ကြောက်စရာကျိန်စာကြီးပြေသွားတဲ့အပြင်ဘလူးရံလည်းမရှိတော့ဘူးဆိုတော့ပျော်ကြတော့တာပေါ့ဗျာကျုပ်တို့တကြီးအိမ်ကိုလိုက်သွားကြတယ်ညောင်ဝိုင်းသားတွေကစားစရာတွေနဲ့အိတ်ခံကြပါတယ်ညအိတ်တော့ဘိုးလူပေးတကြီးအိမ်မှာအိတ်ပြီးတော့ကျုပ်ကတော့ကျွဲသူတို့အိမ်မှာလိုက်အိတ်တယ်နောက်နေ့မနက်မှာပဲဆရာကြီးကိုရွာသူရွာသားတွေကကတော့ကြတာကျုပ်ကိုလည်းလက်ဆောင်တွေပေးကြတယ်ပြီးတော့လဲနဲ့ပြန်ပို့ကြတယ်ဗျထနောင်းကုန်းကိုကျုပ်ပြန်ရောက်တော့အဘနဲ့မိကမျောနေကြတာပေါ့ဗျာအကြောင်းစုံပြောလိုက်တော့မှပဲစိတ်အေးသွားတော့တာဒီသတင်းတွေကရွာနီးနားရွာတွေကိုမကြခင်မှာပြန့်နှံ့သွားတော့တာပေါ့ပရိသတ်များရှင်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီနေ့ရဲ့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်လေးကိုခုလိုချိန်ပေးပြီးတော့မှနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်